ဘာဝတရားကိုအစုလိုက်လေ့လာခြင်းတဲ့သဘာဝတရားဆိုတာပရမတ္ထတရား၄ပါးကိုပြောတာသဘာဝဆိုတာကိုယ်ပိုင်အမှတ်လက္ခဏာလေးတွေရှိတဲ့တရားများကိုသဘာဝတရားသဆိုတာကိုယ်ပိုင်ဘာဝဆိုတာမှတ်သားစရာတွင်ပြင်လက္ခဏာပါဠိစကားသဘာဝဆိုတာကိုယ်ပိုင်လက္ခဏာတွင်ပြင်လေးတွေရှိတဲ့သဘာဝတရားတွေအဲ့ဒီတရားတွေကိုအစုလိုက်လေ့လာကြည့်ဖို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းထိုသုတ်တံပါဠိတော်တွေမှာအစုလိုက်ဟောပြထားတာရှိတယ်အဲ့ဒီအစုလိုက်ဟောပြထားတာတွေကိုအဘိဓမ္မာဒေသနာတော်ဤအယသုတ်တံဒေသနာတော်နဲ့ညှိနှိုင်းပြီးတော့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာအစုလိုက်စွမ်းဆောင်မှုကိုပြုနေကြတဲ့သဘာဝတရားတွေအကြောင်းကိုလေ့လာကြရအောင်အဲ့တော့ဒီသဘာဝတရားကိုလေ့လာတဲ့ဆိုဒီမှာသူများအကြောင်းကိုလေ့လာတာမဟုတ်ဘူးကိုယ်အကြောင်းကိုလေ့လာတယ်လို့စိတ်ထဲမှာမှတ်ထားပါသဘာဝတရားဆိုတာတတ္တဝါတွေအပြင်မှာရှိတာကိုပြောတာမဟုတ်ဘူးမိမိတို့ရဲ့တဏ္ဍာမှာရှိတဲ့သဘာဝတရားတွေကိုလေ့လာလောကမှာလူတွေကနီးပေမဲ့လို့မသိကြဘူးဝေးတာကိုသိကျင်သိနေကြတယ်ဒီသဘာဝတရားဆိုတာကိုယ်ခန္ဓာကိုယ်ဘဝမှာဖွဲ့စည်းတည်ရှိနေတဲ့သဘာဝတရားတွေအကြောင်းကိုမသိဘူးဆိုလို့ရှိရင်ဒါအလွန်တရာမိမိရဲ့ဉာဏ်ဖြစ်မှုလို့ဒီလိုပြောရမလို့ဖြစ်ပါတယ်ဒါကြောင့်မို့ရှေးဥစွာသူများအကြောင်းပြောမဲ့အစားကိုယ့်အကြောင်းကိုသိအောင်လေ့လာဖို့အဲ့ဒီကိုယ့်အကြောင်းဆိုတဲ့နေရာမှာလည်းပဲတကယ်သဘာဝတရားတွေစစ်ဒုသန္တမှာဘာတွေဖြစ်နေသလဲဆိုတာကိုကြည့်ရှုသုံးသပ်တတ်ဖို့ပေါ့အေးမြတ်စွာဘုရားသခင်ကိုရောမြတ်ကသဘာဝတရားတွေကိုအစုလိုက်ရှင်းလင်းဖော်ပြထားတဲ့သုတ်တန်တွေရှိတယ်အဘိဓမ္မာထသင်္ဃာအကျမ်းကိုရေးသားပြုစုတဲ့အဘိဓမ္မာရဲ့အနှစ်တွေကိုထုတ်ပြီးတော့ရေးတဲ့ရှင်နုရုဒ္ဓမထေရမြတ်ကအပိုင်း၉ပိုင်းထားပြီးတော့သဘာဝတရားတွေကိုရှင်းလင်းဖော်ပြခဲ့တာဘုန်းကြီးတို့ဒီဓမ္မယုံအတွင်းမှာစိတ်အကြောင်းနဲ့ပတ်သက်ပြီးစိတ်ပိုင်းဆိုတဲ့ပထမဆုံးအပိုင်းစိတ်ပိုင်းဒီတရားမှာတော့ရှေးဥစွာထင်သာမြင်သာရှိအောင်ဆိုပြီးတော့စိတ်အကြောင်းကိုရှေးဥစွာမဟောဘဲနဲ့6ပိုင်းမြောက်ဖြစ်တဲ့ရုပ်ပိုင်းကိုရှေးဥစွာထားပြီးတော့ဟောကြားခဲ့တယ်ရှေးဥစွာရုပ်အကြောင်းကိုလေ့လာခဲ့ကြတယ်နောက်တစ်ခါစိတ်အကြောင်းကိုလေ့လာကြတယ်ပထမပိုင်းဒုတိယပိုင်းဖြစ်တဲ့စေတသိက်အကြောင်းကိုလည်းလေ့လာခဲ့ကြတယ်ထိုစိတ်စေတသိက်တွေနဲ့နှီးနွယ်ပြီးတော့စိတ်စေတသိက်ရုပ်တွေနဲ့နှီးနွယ်ပြီးတော့ရောနှောပြီးတော့ပြတဲ့ပကိန်းပိုင်းဆိုတဲ့အကြောင်းကိုလည်းပဲလေ့လာခဲ့ကြတယ်တဖန်စိတ်တွေဖြစ်ပုံနဲ့ပတ်သက်ပြီးတော့ရှင်းလင်းပြတဲ့အပိုင်းမြောက်၄ခုမြောက်အပိုင်းဖြစ်တဲ့ဝိသီပိုင်းဆိုတာကိုလည်းလေ့လာခဲ့ကြတယ်တဖန်၅ခုမြောက်ဖြစ်တဲ့ဘုံပိုင်းတို့ဝိသီမုတ်ပိုင်းလို့ခေါ်တဲ့တတ္တဝါတွေနဲ့ဘုံတွေအကြောင်းကိုလည်းပဲလေ့လာခဲ့ကြတယ်နောက်တစ်ခါအလုံးပေါင်းလိုက်တဲ့အခါကျတော့နော်စိတ်စေတသိက်ပကိန်းဝိသီမုတ်ရုပ်လို့ဆိုပြီးတော့အပိုင်း6ပိုင်းဟာအဘိဓမ္မာထသင်္ဃာကျမ်းရဲ့အနှစ်ကိုချုပ်ပြီးတော့ပိုင်း6ပိုင်းကိုလေ့လာမှတ်သားခဲ့ကြပြီးပြီအဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့ပြောမယ်ဆိုရင်စိတ်စေတသိက်ပကိန်းကိုပထမစဉ်ဆိုပြီးတော့မြန်မာပြည်မှာအဘိဓမ္မာဇံဝဲတွေဆင်ကျင်းပကြတယ်ဝိသီမုတ်ရုပ်ဆိုတာကိုတော့ဒုတိယစဉ်ဆိုပြီးတော့ကျင်းပတယ်ပေါ့အခုဒီကနေ့သမုတ်စည်းပိုင်းပစ္စည်းပိုင်းကမ္မထာပိုင်းဆိုတဲ့တတိယအဆင့်ဆိုတဲ့နောက်ဆုံး3ပိုင်းကစပြီးတော့ဘုန်းကြီးတို့ရှင်းလင်းပြမှာပါအဲ့တော့သမုတ်ဆရာပိုင်းကိုရှင်းလင်းဖော်ပြတဲ့အခါမှာသမုတ်ဆရာရဲ့အဓိပ္ပာယ်ကအစုအစည်းလို့ဒီလိုအဓိပ္ပာယ်ရတယ်
တဘာဝတရားတွေကိုစုစည်းပြီးတော့လေ့လာတာအစုလိုက်လေ့လာတယ်လို့ဒီလိုပြောလို့တာပေါ့အဲ့တော့သမုဒ္ဒရာပိုင်းဟာအမှန်တမ်းစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းတစ်ခုဖြစ်တယ်ပေါ့ပရမတ္ထတရား၄ပါးကိုအစုလိုက်လေ့လာကြည့်သောအဖြစ်ထိုတဘာဝတရားတွေရဲ့စွမ်းဆောင်မှုတွေကလည်းပဲတချို့နေရာမှာတူညီမှုတွေရှိတယ်တချို့နေရာမှာကွဲပြားမှုရှိတယ်မိမိရဲ့တဏ္ဍာမှာဖြစ်ပေါ်နေတဲ့တဘာဝတရားတွေဟာအစုလိုက်စွမ်းဆောင်မှုတွေဘယ်လိုပေးနေတယ်ဆိုတာဘုန်းကြီးတို့တွေသိရှိနားလည်ဖို့ပါမှန်ပါဗျာအေးသမုတ်စည်းပိုင်းတစ်ပိုင်းလုံးကိုဘုန်းကြီးတို့ဒီကောင်းစဉ်လေးနဲ့ပဲတဘာဝတရားကိုအစုလိုက်လေ့လာခြင်းဆိုတာသမုတ်စည်းပိုင်းအကြောင်းကိုဟောပါမယ်မှန်ပါဗျာအဲ့တော့ဒီသမုတ်စည်းပိုင်းကဘုန်းကြီးတို့အင်္ဂလိပ်လိုရေးထားတဲ့ fundamental အဘိဓမ္မာဆိုတဲ့ထဲမှာတော့သမုတ်စည်းပိုင်းကို9ခုမြောက်အခန်းကဏ္ဍအဖြစ်ရွှေ့ထားတယ် chapter 9ဆိုပြီးတော့ဘာဖြစ်လို့9ခုမြောက်ထားလဲလို့ဆိုစိတ်စေတသိက်တွေရဲ့နောက်ဆုံးမှာဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မတွေကိုအစုလိုက်လေ့လာဖို့ရာအတွက်ဒီအုပ်စုလိုက်ဖော်ပြထားတဲ့နေရာဖြစ်သောကြောင့်အားလုံးကိုလေ့လာပြီးတဲ့နောက်မှာသမုတ်စည်းပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ထင်သာမြင်သာရှိအောင်လို့ဆိုပြီးတော့သမုတ်စည်းပိုင်းကို chapter 9အနေနဲ့ရွှေ့ပြီးတော့ရေးထားတယ်ပေါ့သို့တော်လည်းဒီကနေ့တော့သမုတ်စည်းပိုင်းကပဲစပြီးတော့စိတ်ဝင်စားဝင်ရကောင်းတဲ့အချက်လက်တွေသိနေအောင်လို့သမုတ်စည်းပိုင်းကပဲစပြီးတော့ဘုန်းကြီးတို့ရှင်းလင်းဖော်ပြပါမယ်အဲ့တော့ဒီအစုလိုက်သဘာဝတရားဆိုတဲ့နေရာမှာဘယ်ဟာတွေဟာသဘာဝတရားလဲလို့ပြောမယ်ဆိုလို့ရှိရင်တော့ပရမတ္ထတရား၄ပါးစတင်ကြတဲ့ကဘုန်းကြီးတို့တွေမြတ်စွာဘုရားဟောကြားထားတဲ့တရားဓမ္မတွေကိုအနှစ်ချုပ်ကြည့်လိုက်မယ်ဆိုရင်စိတ်ရယ်စေတသိက်ရယ်ရုပ်ရယ်နိဗ္ဗာန်ရယ်ကိုယ်စီလက္ခဏာတွေနဲ့ပြည့်စုံနေတဲ့အနှစ်ချုပ်ပြီးတော့လုံးဝမှန်ကန်တဲ့မှားယွင်းမှုမရှိတဲ့သဘာဝတရားတွေဟာ၄မျိုးတဲ့အမည်နာမအပြင်ပြောမယ်ဆိုရင်၄မျိုးပါဠိတော်ကြီးတွေမှာပရမတ္ထကိုတခါတရံကြတော့သစ္စိကထလို့ဖော်ပြတယ်သစ္စိကဆိုတာမှန်ကန်တယ်လို့ပြောတာအထကသဘောတရားထာဝရမှန်ကန်တဲ့သဘောတရားလို့ဒီလိုဆိုလို့တယ်ဒါတွေကလုံးဝအမှားမရှိဘူးလုံးဝမှန်ကန်တဲ့သဘာဝတရားအဲ့ဒီလုံးဝမှန်ကန်တဲ့သဘာဝတရားကိုပဲပရမတ္ထတရားမြင့်မြတ်တယ်ဆိုတဲ့နေရာမှာမှားယွင်းမှုမရှိလို့ကောင်းတယ်လို့ပြောတဲ့သဘောပဲเนาะမှန်ပါဗျာဒါပြအတိပ္ပယ်ကသစ္စိကထမှန်တယ်ဆိုတာမှန်တယ်ဆိုတဲ့သဘာဝတရားဟာဘာလို့တစ်ဖက်ကဖော်ပြတယ်လဲလို့ဆိုလို့ရှိရင်ကြံစီတွေးတောပြီးတော့အယူဆတရားအနေနဲ့ဖော်ပြတဲ့တတ္တဝါတို့ပုဂ္ဂလတို့ဇီဝတို့ဆိုတဲ့အယူအဆတွေအတ္တဆိုတဲ့အယူအဆတွေဟာမှန်ကန်မှုမရှိဘူးတဲ့စိတ်စေတသိက်ယုတ်နိဗ္ဗာန်ဆိုတာတကယ်မှန်ကန်မှုရှိတယ်လို့ဖော်ပြတာထိုစိတ်စေတသိက်ယုတ်တရားတွေပေါ်မှာတတ္တဝါတွေဟာအတွေးအထင်တွေနဲ့မှန်ကန်မှုမရှိတဲ့ပုဂ္ဂိုလ်အဖြစ်ဆွဲလန်းတယ်တတ္တဝါအဖြစ်ဆွဲလန်းတယ်ငါသူတစ်ပါးအဖြစ်ဆွဲလန်းကြတယ်အဲ့ဒီဆွဲလန်းမှုတွေဟာတကယ်တော့မှန်ကန်မှုမရှိဘူးလို့ဆိုလိုတယ်ပေါ့တကယ်အမှန်ကန်သဘာဝတရားဟာလူတွေတဏ္ဍာမှာရှိတာစိတ်စေတသိက်ရုပ်ပဲရှိတယ်ပေါ့ထိုစိတ်စေတသိက်ချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်ဆိုတာရှိတယ်ပေါ့အဲ့ဒီမှန်ကန်နေတဲ့သဘာဝတရားတွေဟာပရမတ္ထတဲ့ပရမအလုံးကိုနောက်ထပ်ပြီးတော့ခွဲလောက်အောင်ခွဲပြီးတော့ခွဲစိတ်เสียမလိုတော့အောင်ဆက်ပြီးတော့အတွင်းကြလေးလာဖို့မလိုတော့အောင်မှန်ကန်နေတဲ့ပြောင်းလဲမှုမရှိတဲ့သဘာဝတရားလို့ဒီလိုဆိုလို့လားအဲ့ဒီပြောင်းလဲမှုမရှိတဲ့သဘာဝတရားတွေဟာအလုံးသိကြတဲ့အတိုင်းလူတွေရဲ့တဏ္ဍာမှာရှိတဲ့အာယုံကိုရယူတတ်တဲ့သို့မဟုတ်အာယုံကိုသိတတ်တဲ့စိတ်ထိုစိတ်ကိုမှီပြီးတော့ဖြစ်ပေါ်နေတဲ့စေတသိက်တခါစိတ်စေတသိက်တို့ရဲ့မိယာအနေနဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်လာတဲ့ယုတ်တရားအဲ့ဒီစိတ်စေတသိက်ဆိုတဲ့ယုတ်တရားစိတ်စေတသိက်ယုတ်လို့ဆိုတဲ့ဒီတဘာဝတရားတွေလုံးဝချုပ်ငြိမ်းသွားရဖြစ်တယ်
နိဗ္ဗာန်လို့ဟောမှန်ကန်မှုတရားဒီ၄မျိုးပဲရှိတယ်လို့ဒီလိုပြောအဲ့ဒီ၄မျိုးကိုလည်းပဲတရုပ်ထုတ်ပြီးတော့ရှင်းလင်းပြောကြားပြီးသားဖြစ်တယ်စိတ်က89အကျင့်တရား21ဒါကခွဲခြားစိတ်ဖြာပြီးတော့ပြဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာစိတ်89ခုစလုံးဖြစ်တယ်လို့ဒီလိုဆိုလိုတာမဟုတ်ဘူးလောကလူတွေရဲ့ပုံမှန်အနေအထားအပြင်ဖြစ်နိုင်တဲ့စိတ်ဟာဒါတောင်ဖြစ်နိုင်တဲ့စိတ်လို့ပြောတာဖြစ်နိုင်တဲ့စိတ်ဟာ45ခုပဲရှိတယ်ပုရုဇဉ်တ attva တွေတ attva အားလုံးမှာဖြစ်နိုင်တဲ့စိတ်ဟာ45မျိုးပဲရှိတယ်ပေါ့တချို့စိတ်တွေကယဟန္တာတွေတဏ္ဍာမှာဖြစ်တယ်ဇန်စိတ်တွေဆိုတာဇန်ရတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမသာဖြစ်တယ်ဇန်ရပြီးတော့ဇန်ကုသိုလ်ကြောင့်ဗြဟ္မဘုံရောက်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမသာဖြစ်တယ်မဲ့စိတ်ဖို့စိတ်ဆိုတာတွေကဝိပဿနာတရားအထုတ်တဲ့အခါမှာပေါ်လာတဲ့အကျိုးဆက်အနေနဲ့ဖြစ်တာအဲ့ဒီမဲ့စိတ်ဆိုတာတခြားမဟုတ်ဘူးနိဗ္ဗာန်ကိုမြင်တဲ့စိတ်ကိုပြောတာနော်နိဗ္ဗာန်ကိုတိုက်ရိုက်မြင်နိုင်တဲ့စိတ်ကိလေသာတွေအညစ်အကြေးတွေဖယ်ရှားပြီးတော့နိဗ္ဗာန်ကိုတိုက်ရိုက်မြင်တဲ့စိတ်ဟာမဲ့စိတ်ထိုမဲ့စိတ်ရဲ့အကျိုးကိုဖို့စိတ်လို့ပြောတာအဲ့ဒီစိတ်တွေကဘုန်းကြီးတို့တွေဝိပဿနာတရားကိုအောင်မြင်ပေါက်ရောက်အောင်မကျင့်မဲနဲ့မဲ့စိတ်ဖို့စိတ်ဆိုတာမပေါ်လာဘူးပေါ့နော်ကိုယ်တဏ္ဍာမှာမွေးရပါအနေနဲ့ဖြစ်ပေါ်လာနိုင်တဲ့စိတ်ကကာမစိတ်တွေက45ပါးပဲဖြစ်တယ်45ဆိုတာဒီကာမဝဆရစိတ်အဘိဓမ္မာသင်မှုတဲ့ပုဂ္ဂိုလ်တွေကြည့်လိုက်မယ်ဆိုရင်ကာမဝဆရစိတ်က54ခုရှိတယ်အဲ့ဒီ54ထဲမှာပါတဲ့ကရိယာစိတ်6မျိုးကိုနှုတ်ပယ်လိုက်လို့ရှိရင်45ရတာပေါ့အဲ့ဒီ45ပါးသောစိတ်တွေဟာတမ္မာပုဂ္ဂိုလ်တွေမှာဖြစ်လိဖြစ်ထားရှိတဲ့စိတ်မျိုးတွေလို့ဒီလိုပြောရမယ်နော်စိတ်ကိုအဲ့လိုခွဲထားသလိုထိုစိတ်ကိုမှီပြီးတော့ဖြစ်ပေါ်လာတဲ့စေတသိက်တရားတွေကလည်း52မျိုးရှိတယ်တပန်စိတ်စေတသိက်တွေနဲ့ဆက်နွယ်ပြီးတော့ဖြစ်ပေါ်လာတဲ့ယုတ်တရားတွေက28မျိုးရှိတယ်အဲ့ဒါလို့တဘာဝတရားတွေကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကခွဲခြားစိတ်ဖြာပြီးတော့ဟောကြားထားတယ်အဲ့ဒီဟောကြားတဲ့ထဲမှာဒီနေ့အစုလိုက်လေ့လာဖို့ကြတော့ဒီကိန်းကနန်းတွေအရာမဟုတ်တော့ပဲနဲ့ဒီကိုယ်ပိုင်လက္ခဏာရှိတဲ့ရှုထောင့်ကနေပြီးတော့ဘုန်းကြီးတို့တွေကနန်းကိုရေတွက်ကြလိမ့်မယ်မှန်ပါပါဗျာတမ္မာအပြင်စိတ်89လို့ရေတွက်ရိုးရှိတော့လဲတဘာဝလက္ခဏာရဲ့ရှုထောင့်ကကြည့်မယ်ဆိုလို့ရှိရင်စိတ်ဆိုတာတစ်မျိုးတည်းပဲရှိတယ်လို့ပြောတာမှန်ပါပါဘာဖြစ်လို့လဲဆိုတော့စိတ်ဟာ89ပါးသောစိတ်တွေတဲ့ဘယ်စိတ်ပဲဖြစ်ဖြစ်စိတ်မှန်လို့ရှိရင်အာရမဏဝိဇာဏအာယုံကိုသိတဲ့လက္ခဏာသိဆိုတဲ့နေရာမှာပညာသိနဲ့လည်းမတူဘူးတင်ညာသိနဲ့လည်းမတူဘူးပညာသိတင်ညာသိတွေနဲ့ကွဲပြားခြားနားပြီးတော့အာယုံကိုရယူတဲ့စိတ်မျိုးအာယုံကိုရယူမှုကိုပဲဒီနေရာမှာသိတယ်လို့ပြောတာတဲ့အဲ့တော့စိတ်မှန်သမျှဟာအာရမဏဝိသန္ဒနာလက္ခဏာအာယုံကိုမတူထူးခြားတဲ့အနေအထားအဖြစ်သိတဲ့သဘာဝလက္ခဏာတစ်မျိုးတည်းရှိသည့်အတွက်ကြောင့်စိတ်ကို89ဆိုတဲ့ကဏ္ဍနဲ့မဖော်ပြဘဲနဲ့စိတ်ကို1လို့ဖော်ပြတယ်မှန်ပါပါသမုဒ္ဒရာသင်္ဃာကိုစုစည်းနဲ့လေ့လာမယ်ဆိုရင်စိတ်ဟာတစ်ခုပဲမှန်ပါပါဗျာဘာဖြစ်လို့စိတ်ဟာတစ်ခုတည်းဖြစ်ရတယ်လဲဆိုရင်အာယုံကိုသိတတ်တဲ့သဘောအနေနဲ့တစ်ခုပဲရှိလို့တစ်ခုလို့တွေ့တယ်မှန်ပါပါဗျာတပံစေတသိက်တွေကြတော့စေတသိက်ကတော့52လို့ဘာကြောင့်ဖြစ်ရတယ်လဲဆိုရင်စေတသိက်အသီးမှာဆိုင်ရာကိုယ်ပိုင်လက္ခဏာလေးတွေရှိတယ်မှန်ပါပါဗျာဖတ်တာဆိုတဲ့စေတသိက်ကအာယုံနဲ့ထိတွေ့ခြင်းလက္ခဏာရှိတယ်ဝေဒနာကအာယုံကိုခံစားခြင်းလက္ခဏာရှိတယ်ဆိုတော့သူ့သဘာဝလက္ခဏာလေးတွေကကိုယ်စီရှိတော့သဘာဝလက္ခဏာရဲ့ရှုထောင့်ကနေကြည့်လိုက်တဲ့အခါကျတော့52မျိုးတွေ့နိုင်တာဖြစ်သောကြောင့်စေတသိက်ကိုတော့52တဲ့အဲ့တော့စိတ်ကတခုစေတသိက်52ဆိုပေါင်းလိုက်တဲ့အခါ5353ကိုပဲဒီနေရာမှာစိတ်စေတသိက်ဒါကိုနန္တရားလို့သတ်မှတ်ပြီးတော့အစုစည်းအနေနဲ့လေ့လာရမယ်ပေါ့မှန်ပါဗျာအဲ့တော့စိတ်အကြောင်းကိုဘုန်းကြီးတို့အကျယ်တဝင်းဟောပြီးပြီစေတသိက်52ရဲ့အကြောင်းကိုလည်းအကျယ်တဝင်းဟောပြီးပြီဆိုတော့အဲ့ဒါနဲ့ဘုန်းကြီးတို့ဒီမှာဆက်ဆက်ပြီးတော့ဆိုင်ရာအစုလိုက်လေ့လာတာလေးတွေကိုဥတည်ပြီးတော့ပြောမှာပေါ့
တခါယုတ်ကလည်းပရမတ္ထတရားမှာယုတ်28ပါးလို့ခွဲထားတော့လဲတကယ်ယုတ်အစစ်ဆိုတာတွက်လိုက်မယ်ဆိုရင်18ခုပဲရှိတယ်ကျန်တာတွေကဆင့်ပွားပြီးတော့ယုတ်နဲ့နှီးနွယ်နေသည့်အတွက်ကြောင့်ယုတ်လို့ခေါ်လိုက်တာဆိုပါစို့လူလို့ခေါ်လိုက်တဲ့အခါလူဝတ်ထားတဲ့အဝတ်ဟာပါနေတယ်မဟုတ်လားမှန်ပါဗျာအေးအဲ့ဒါကြောင့်မို့လို့ယုတ်လို့ခေါ်လိုက်တဲ့အခါမှာယုတ်နဲ့နှီးနွယ်နေတဲ့သဘာဝတရားတွေကိုလည်းယုတ်လို့ခေါ်ရတယ်လို့ပဲမှန်ပါဗျာယုတ်လို့ခေါ်ထားတယ်လူကိုခေါ်လိုက်ဆိုရင်ကြည့်လူဝတ်ထားတဲ့အဝတ်ပါလာတယ်တကယ်ကအဝတ်ကတော့လူဟုတ်ကဲ့လားဟုတ်ပါဗျာသို့တော်လည်းလူခေါ်လိုက်တာနဲ့အဝတ်ကပါလာပြီးသားဖြစ်နေတယ်ပေါ့အဲ့ဒီသဘောမျိုးပဲယုတ်အစစ်ကိုဖယ်ပြီးတော့ကြည့်မယ်လူအစစ်ကိုဖယ်ကြည့်မယ်ဆိုလို့ရှိရင်ဆိုင်ရအဝတ်တွေဟာဒါလူမဟုတ်ဘူးเนาะအေးလူမဟုတ်တာတွေကိုဖယ်လိုက်လို့ရှိရင်ဒါလူအစစ်ဆိုတာတွေ့ရတယ်လို့ပဲယုတ်မဟုတ်တာတွေယုတ်နဲ့နှီးနွယ်ပြီးတော့ယုတ်လို့ခေါ်တဲ့ဟာတွေက10ခုရှိတယ်အဲ့ဒီ10ခုကိုဖယ်လိုက်တဲ့အခါကျတော့ယုတ်အစစ်ဟာ18ခုရှိတယ်အဲ့ဒီ18ခုဆိုတာနိဗ္ဗာန်ယုတ်18ခုကိုပြောတာဆိုင်ရာအကြောင်းတရားတွေကတိုက်ရိုက်ထုတ်လုပ်ထားတဲ့18မျိုးသောယုတ်တွေဟာဝိပဿနာကမ္မထန်တရားအထုတ်တဲ့ပုဂ္ဂိုလ်တိုင်းရဲ့အာယုံအဖြစ်ဖြစ်ရှုခံတဲ့တရားတွေလို့ပြောတာအဲ့တော့နန္တရားကစိတ်တစ်ခုစေတသိက်52ခုဆိုတော့အလုံး53ခုဟာနန္တရားဝိပဿနာအာယုံဖြစ်တဲ့သဘာဝလက္ခဏာအနေနဲ့ကြည့်မယ်ဆိုရင်ယုတ်တရားက18ခုအဲ့တော့နာက53ယုတ်တရားက18ခုဒါကိုပြောတာအဲ့ဒီထဲမှာနိဗ္ဗာန်ဆိုတာထည့်လိုက်လို့ရှိရင်အလုံးပေါင်းလို့ရှိရင်82ခုနတုန်းကနိဗ္ဗာန်မပါလို့ရှိရင်81သဘာဝတရားသည်81မျိုးအဲ့ဒီ81မျိုးထဲမှာနိဗ္ဗာန်ထည့်လိုက်ရင်82မျိုးအဲ့ဒီ82မျိုးသောတရားတွေဟာသဘာဝလက္ခဏာရှုထောင့်ကနေပြီးတော့ဖော်ပြပြီးလေ့လာရမယ့်တရားတွေပဲတဲ့ဝိပဿနာတရားရဲ့အာယုံအနေနဲ့လေ့လာကြရမယ့်တရားတွေအဲ့ဒီထဲမှာအုပ်စုလိုက်ခွဲပြီးတော့မိမိတို့တဏ္ဍာမှာသဘာဝတရားတွေဟာဘယ်ပုံဖြစ်နေတယ်စွမ်းဆောင်မှုတွေဘလို့တူညီမှုတွေနဲ့သူတို့ရဲ့ဆောင်ရွက်ချက်တွေကိုသိရှိနားလည်ရမလဲဆိုတာအစုလိုက်ခွဲခြားပြီးတော့ပြတယ်အဲ့ဒါလို့အစုလိုက်ခွဲခြားပြတဲ့ထဲမှာဒီကနေ့ဘုန်းကြီးတို့အာတဝဆိုတဲ့တရားအကုသိုလ်နဲ့ပတ်သက်ပြီးတော့အကုသိုလ်အစုဆိုပြီးတော့ဖော်ပြထားတာရှိတယ်အကုသိုလ်ရဲ့အစုအကုသိုလ်တွေဟာလူရဲ့တဏ္ဍာမှာဖြစ်တဲ့ကုသိုလ်ရဲ့ဆန့်ကျင်ဘက်အုပ်စုဘုန်းကြီးတို့တဏ္ဍာမှာဖြစ်လေဖြစ်တာရှိတယ်အလုံးပြောမယ်ဆိုလို့ရှိရင်အကုသိုလ်အစုဆိုတာတခြားကိုပြောတာမဟုတ်ဘူးစေတသိက်တရားတွေကိုလေ့လာတော့ကအကုသိုလ်စေတသိက်14ခုဆိုတာမှတ်မိကြပါလိမ့်မယ်ဘုန်းကြီးတို့ကစိတ်ရဲ့အညစ်အကြေးများဆိုတဲ့ခေါင်းစည်းနဲ့ဟောခဲ့တယ်အဲ့တော့စိတ်ရဲ့အညစ်အကြေးဖြစ်တဲ့အကုသိုလ်စေတသိက်ဟာနော်14ခုရှိတယ်အဲ့ဒီ14ခုကိုအစုလိုက်တစ်ခါပြန်ပြီးတော့လေ့လာတာအသစ်ဆန်းမဟုတ်ဘူးပေါ့အေးအကုသိုလ်စေတသိက်14ခုကိုပြန်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်မောဟအာဟိရိကအနုတ္တပဥဒိစ္စဆိုတာလေးကခရုလေးတစ်ခုပေါ့နော်စိတ်ရှင်စေတသိက်ရှင်ရှင်းပြတဲ့အခါမှာလွယ်အောင်လို့ဒီအစုလေးကိုစုတာမောဟရဲ့အာဟိရိကရဲ့အနုတ္တပရဲ့ဥဒိစ္စရဲ့အကုသိုလ်ဖြစ်တိုင်းအကုသိုလ်စိတ်တိုင်းမှာပါဝင်တဲ့ဒီအညစ်အကြေး၄ခုပေါ့အဲ့ဒီထဲမှာလောဘဖြစ်တဲ့အခါမှာပါဝင်တာကလောဘရဲ့ဒိဋ္ဌိရဲ့မာနရဲ့ဟောဒီလိုပါလားနောက်တစ်ခါဒေါသဖြစ်တဲ့အခါမှာပါဝင်တတ်တဲ့သဘာဝတရားတွေကဒေါသတဲ့အိတ်သားတဲ့မစ္စရိယတဲ့ကိုကုသလောဘဖြစ်စေဒေါသဖြစ်စေပါဝင်လာတတ်တဲ့တရားနှစ်ခုကတော့ဌိနနဲ့မိဋ္ဌာဟောနောက်ဆုံးတစ်ခုကတော့ဝိသိကိစ္စအလုံးပေါင်းလိုက်တဲ့အခါကျတော့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာအကုသိုလ်အစုအဝေးဟာ14မျိုးရှိတယ်ပေါ့အဲ့ဒီ14မျိုးကိုထပ်ပြီးတော့အစုလိုက်လေ့လာစွမ်းဆောင်မှုတွေကတချို့တူညီမှုတွေရှိကြတယ်အဲ့ဒီတူညီတဲ့စွမ်းဆောင်မှုတွေနဲ့သဘာဝတရားတွေကိုကြည့်ရဘယ်သဘာဝတရားကဘယ်လိုစွမ်းဆောင်နေဘုန်းကြီးတို့တွေဘယ်လိုဒုက္ခပေးတယ်ဒီအကုသိုလ်အစုတွေဟာစိတ်ထဲမှာဖြစ်ပြီးတော့ဘယ်လိုစွမ်းဆောင်နေကြတယ်ဆိုတဲ့သူတို့ရဲ့စွမ်းဆောင်မှုတွေကိုကြည့်ကြရအောင်
အဲ့ဒီမှာအကုသိုလ်အုပ်စုများဆိုတာဘယ်နှခုရှိလဲလို့ဆိုလို့ရှိရင်ဒီအကန္တမှာအကုသိုလ်အုပ်စုတွေကဘယ်နှခုရှိလဲဆိုရင်9ခုရှိတယ်အဲ့တော့ပါဠိနာမည်လေးတွေတော့နည်းနည်းတော့မှတ်ရမှာပေါ့အကုသိုလ်အုပ်စု9ခုရှိတယ်စွမ်းဆောင်မှုတွေတူညီတာလေးတွေကိုအစုလိုက်ထားလိုက်ပြီးတော့ဖော်ပြတာနံပါတ်1ကအာတဝတဲ့ဒါကြားဥနေကြတာအာတဝတရား၄ပါးတို့ဘာလို့ဆိုးနေကြတယ်မဟုတ်လားအဲ့တော့အာတဝကိုအာတဝတရား၄ပါးတို့ဤကုံရာဖြစ်သောနိဗ္ဗာန်ကိုနဲ့ဆူတောင်းကြတယ်ဟုတ်လားအဲ့ဒီအာတဝအစုတစ်ခုပဲနောက်တစ်ခါဩဃဆိုတာအစုတစ်ခုပါဠိနာမည်လေးတွေအရင်မှတ်ဖို့လိုမယ်ပေါ့အာတဝရဲ့ဩဃရဲ့ယောဂရဲ့ဟုတ်လားယောဂဆိုတာဟိုယောဂနဲ့လည်းသွားမရောနဲ့ဟိန္ဒူယောဂတွေနဲ့လည်းသွားမရောနဲ့နော်အာတဝရဲ့ဩဃရဲ့ယောဂရဲ့နောက်တစ်ခုကခန္ဓာလို့ခေါ်တယ်ခန္ဓာနောက်တစ်ခုကဥပါဒံဥပါဒါနအာတဝဩဃယောဂခန္ဓာဥပါဒါနနောက်တစ်ခုကနိဝရဏနိဝရဏပြီးတဲ့အခါကျတော့အနုတယပြီးတဲ့အခါကျတော့တန်ယောဇနတန်ယောဇဉ်ပြီးတဲ့အခါကျတော့ကိလေသာတဲ့အဲ့ဒီအစုလိုက်စွမ်းဆောင်မှုတွေတခုနဲ့တခုမတူညီတဲ့စွမ်းဆောင်မှုတွေအကုသိုလ်စေတသိက်14ခုကိုပဲဟောဒီအုပ်စု6မျိုးနဲ့လေ့လာဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာဒီစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အညစ်အကြေးတွေဟာဘယ်လိုစွမ်းဆောင်နေကြတယ်ဘယ်လိုဒုက္ခပေးနေတယ်သူတို့မှာဘယ်လိုစွမ်းရည်တတ္တိတွေရှိနေတယ်ဆိုတာသိထားဖို့လိုအပ်တာပေါ့ဒါကြောင့်မို့အဲ့ဒီသဘာဝတရားတွေကိုစုပြီးတော့လေ့လာရအဲ့တော့လေ့လာတဲ့အခါမှာပါဠိစာပေမှာတွေ့ကြလိမ့်မယ်ခိနာတဝကုန်ပြီးသောအာသောရှိသောပုဂ္ဂိုလ်ဆိုတာယဟန္တာပုဂ္ဂိုလ်ကိုခိနာတဝလို့ခေါ်လေးရှိတယ်ခိနအာတဝယဟန္တာပုဂ္ဂိုလ်တွေမှာအာတဝတရားကုန်သွားပြီတဲ့တော့အရေးပါတဲ့ဟာတွေကိုဖယ်ရှားလိုက်နိုင်မှယဟန္တာဖြစ်တယ်ဆိုတာသဘောပေါက်เสียပေါ့နော်နောက်တစ်ခါအာတဝခယညာဆိုတာကြားဖို့လိုက်မယ်ပုဒိအာလို့ရှင်းတော့ကရေးလေးရှိတယ်ပုကပုပ္ပေနိဝါဒနုတ္တိညာဓိကဒိဗ္ဗစက္ခုအာကအာတဝခယလို့ဆိုပြီးတော့ဝိဇ္ဇာ၃ပါးဆိုပြီးတော့ဒီလိုရေးလေးရှိတယ်ပုရိအာနဲ့ပြည့်စုံအားပါလို့လို့ရှင်းရဆူတောင်းလေးရှိကြတယ်ပေါ့ဝိဇ္ဇာ၃ပါးဆိုတဲ့နေရာမှာအာတဝခယဉာဏ်ဆိုတာဟောအာတဝတရားတွေလုံးဝကုန်သွားတဲ့ဉာဏ်ဆိုတာအရတ္တမဉာဏ်ကိုပြောတာအေးဒါဖြင့်အရတ္တမဉာဏ်မှာအာတဝတရားတွေကုန်သွားပြီဆိုတော့အာတဝတရားတွေဆိုတာဘာတွေလဲဆိုတာသိဖို့လိုတာပေါ့ဒါကြောင့်မို့လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအာတဝဆိုတဲ့နေရာမှာဒီဘယ်လိုအဓိပ္ပာယ်နဲ့ဘယ်တရားတွေကိုအာတဝလို့ခေါ်တာလဲဆိုတာတခြားအသစ်အဆန်းတရားမဟုတ်ဘူးဘုန်းကြီးတို့တွေရှေ့ပိုင်းမှာလေ့လာပြီးတဲ့စိတ်စေတသိက်တွေကစေတသိက်ထဲကစိတ်ရဲ့အညစ်အကြေးတွေအနေနဲ့ဖြစ်ပေါ်လာတဲ့သဘာဝတရား14မျိုးအကုသိုလ်စေတသိက်14မျိုးတွေကထပ်ပြီးခွဲတာတွေပဲเนาะမှန်ပါဗျာအေးအာတဝတရား4မျိုးရှိတယ်တဲ့အာတဝဆိုတဲ့အဓိပ္ပာယ်ကိုအရင်ရှင်းကြရအောင်အာတဝဆိုတာဘာလဲလို့ဆိုရင်အဓိပ္ပာယ်ပြောမယ်ဆိုရင်အာတဝဟာအချိန်အကြာကြီးကိုယ်တဏ္ဍာမှာနှစ်ပေါင်းများစွာကနေဖြစ်ပေါ်လာလို့ချင်းပတ်အိုးကြီးလို့ပေါ့လေအချင်းတည်ထားတဲ့ဟာမျိုးကြီးလို့အလင်ရနေတယ်သို့မဟုတ်အချိန်ကြာမြင့်စွာကဖြစ်ထားတော့ဘာနဲ့တူတော့ဆိုရင်စိန်ရည်အရက်များလို့ပဲအလင်ရနေတဲ့ဟာပေါ့ခုခေတ်ဆိုရင်အလင်လို့ခေါ်တာပေါ့နော်မှန်ပါဗျာနှစ်ပေါင်းများစွာကတည်းကဖြစ်နေတဲ့အရာကြီးခန္ဓာကိုယ်ထဲမှာဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာနှစ်ပေါင်းများစွာကဖြစ်နေလို့နှစ်ပေါင်းများစွာကတည်ရှိလာတဲ့အဓိပ္ပာယ်နဲ့အာတဝလို့ခေါ်တာတဲ့ဆိုတော့အာတဝဟာတမန်အပြင်ခေါ်မယ်ဆိုလို့ရှိရင်ရှေးတုန်းကမူရည်စီတတ်တဲ့အရက်တစ်မျိုးကိုအာတဝလို့ခေါ်တယ်အဲ့ဒီအာတဝဟာ4 5 6ရက်9ရက်လချီပြီးတော့သူကပစ္စည်းမျိုးစုံထည့်ပြီးတော့
စိန်ထားရတယ်စိန်ထားတဲ့အခါမှာဒီမူရည်စေတတ်တဲ့သဘာဝတွေပေါ်လာတာမှာခေါင်ရည်တို့ဘာတို့ပေါ့နော်အခုခေတ်တော့ဆေးနဲ့မြန်အောင်လုပ်တယ်ပေါ့အကြာကြီးစိန်မထားတော့ပဲနဲ့ပေါ့ချက်ကြတဲ့အရက်ဒီသဘောမျိုးပေါ့အဲ့တော့အာသဝဆိုတဲ့သဘောတရားကအရက်ပဲစိန်ထားတဲ့အရက်အဲ့ဒီစိန်ရည်အရက်ဟာအကြာကြီးစိန်ထားသည့်အတွက်ကြောင့်လူရဲ့တဏ္ဍာမှာကိုယ့်ရဲ့ဒီလူတွေတောက်သုံးလိုက်လို့ရှိရင်မူရစ်သွားစေတတ်တယ်ပေါ့ဒီနေရာမှာအာသဝဟာစိန်ရည်အရက်နဲ့တူတဲ့တရားတွေလူတွေရဲ့တဏ္ဍာမှာဖြစ်ရင်လူတွေကိုမူရစ်သွားစေတတ်တယ်လို့ဒီလိုသဘောပြောတာနော်အဲ့ဒီအဓိပ္ပာယ်နဲ့အာသဝလို့ဆိုတဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုထားတယ်စိရပါရိဝတိယတဲ့ကြာမြင့်စွာထုံထားတဲ့တတ္တဝါတွေရဲ့တဏ္ဍာမှာဘယ်တော့မှစဖြစ်တယ်ဆိုတဲ့အစကိုရှာမတွေးလောက်အောင်ရှိကြခဲ့ပြီဆိုပါစို့မြတ်စွာဘုရားကပြောတယ်ဟောတယ်နော်ပုပ္ပကောတိနတ်ပညာယတိတတ္တဝါတွေတဏ္ဍာမှာဖြစ်လာတဲ့သဘာဝတရားတွေဟာအဝိဇ္ဇာတို့ဘဝတဏှာတို့ဆိုတဲ့သဘာဝတရားတွေဟာဘယ်တော့မှစခဲ့တယ်လို့ဆိုတဲ့အစကိုပြန်ပြီးတော့သိဖို့မလွယ်ဘူးတဲ့အနမတေခောယံတန်တာရောဆိုတဲ့နေရာမှာဒီလိုဟောထားတာနော်မှန်ပါပါဗျာဘယ်တော့မှစပြီးတော့တတ္တဝါတွေရဲ့တဏ္ဍာမှာဒီသဘာဝတရားစိုးတွေပေါ်လာခဲ့တယ်ဆိုတာအစနောက်ကျောင်းပြန်ပြီးတော့ရှာဖို့ရမလွယ်တဲ့တရားတွေပေါ့မှန်ပါပါဗျာရှည်ခြင်းတိုင်းရှည်တဲ့ရှည်လျားတဲ့ခေတ်ကာလကနေပြီးတော့တတ္တဝါတွေရဲ့တဏ္ဍာမှာဖြစ်လာတာအခုမှဖြစ်တာမဟုတ်ဘူးတဲ့ဒါကိုပဲပြန်ကြည့်ပေါ့သူများကိုမကြည့်နဲ့ဘုန်းကြီးတို့တွေကိုယ့်ကိုပြန်ကြည့်လိုက်မယ်ဆိုရင်ငါပဲဘဝဆလာတာတော့လို့နောက်ကျောင်းပြန်ပြီးတော့ကြည့်ဖို့ရသိနိုင်စွာမရှိဘူးမှန်ပါပါဗျာအဲ့ဒါလို့သိနိုင်စွာမရှိခဲ့တဲ့နှစ်ဘဝပေါင်းများစွာမှာဟောဒီသဘာဝတရားတွေဟာကိုယ်တဏ္ဍာမှာအကျဉ်းချင်းဖြစ်လာခဲ့တယ်ပေါ့မှန်ပါပါဗျာအကျဉ်းချင်းဖြစ်လာခဲ့တဲ့တရားတွေတဲ့ဒါကြောင့်မို့လို့ကြာမြင့်စွာထုံထားတဲ့စိတ်ရည်အရက်နဲ့အလားတန်တူတဲ့တရားလို့ဒီလိုဆိုလိုတာနော်အေးစိတ်ရည်ရက်နဲ့လာသရံတူလို့အာသဝလို့ခေါ်လို့ရှိရင်အဲ့ဒီအာသဝဆိုတဲ့သဘာဝတရားသည်လူရဲ့တဏ္ဍာမှာဖြစ်လိုက်တာနဲ့တည်းပြန်နေလူကိုရစ်မှုစေတယ်တဲ့စိတ်ရည်အရက်သည်တောက်သုံးသူကိုရစ်မှုစေတယ်ရစ်မှုတယ်ဆိုတဲ့ကသူကမှန်မှန်ကန်ကန်အနေထားတစ်ခုကိုမဖြစ်ဘူးအရက်သမားဟာမူးလာပြီဆိုလို့ရှိရင်အမျိုးမျိုးထင်လာတယ်ပေါ့hallucination လို့ခေါ်တယ်အရက်ကြောင်တာတို့သူများမမြင်တာတွေကိုမြင်လာတယ်စိတ်ကပုံမှန်မဟုတ်တော့ဘူးเนาะမှန်ပါပါဗျာအဲ့ဒါလို့စိတ်ရဲ့အခြေအနေတွေပြောင်းသွားတယ်လို့ပဲအခုဒီသဘာဝတရားတွေအာသဝလို့ခေါ်တဲ့သဘာဝတရားတွေတတ္တဝါတွေတဏ္ဍာမှာဖြစ်လိုက်လို့ရှိရင်ဒီလူရဲ့စိတ်ဟာပုံမှန်မဟုတ်တော့စိတ်ကပုံမှန်မဖြစ်တဲ့အခါမှာပြောတာဆိုတာလည်းပုံမှန်မဟုတ်တော့ဘူးလှုပ်ရှားတာလည်းပုံမှန်မဟုတ်တော့ဘူးဒီလိုဆိုလို့တယ်ဟုတ်ကဲ့ကဲစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဒီအာသဝတရားတစ်ခုဖြစ်လာဥပမာပဲလောဘဖြစ်လာတဲ့လူတယောက်လောဘရဲ့လွှမ်းမိုးမှုခံလာပြီဆိုရင်ဒီပုဂ္ဂိုလ်ရဲ့ပြောတာပုံမှန်မဟုတ်ဘူးသွားလာလှုပ်ရှားမှုတွေလည်းပုံမှန်မဟုတ်တော့ဘူးရှင်းမှုလာတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့အာသဝလို့ပြောတာတဲ့ဟောနောက်တစ်ခုကျတော့အဓိပ္ပာယ်ကအာသဝဆိုတာတတ္တဝါတွေရဲ့တဏ္ဍာမှာမပြတ်စည်းဝင်နေတဲ့သဘောတရားမပြတ်စည်းဝင်နေတဲ့သဘောတရားအာယုန်နဲ့တွေ့တိုင်းဟောဒီသဘာဝတရားတွေဟာမပြတ်စည်းဝင်နေတာနောက်မပြတ်စည်းဝင်နေဆိုတဲ့နေရာမှာအတိုင်းအတာတစ်ခုရဘယ်ထိအောင်စည်းဝင်တာတုံးဆိုလို့ရှိရင်ဟောဒီအာသဝတရားတွေကလွှမ်းမိုးတာဘယ်ထိအောင်ရောက်တယ်လဲသူ့ရဲ့ရည်စည်းကြောင်းကြီးကဘယ်ထိအောင်ရောက်တုံးဆိုရင်ဟိုးအဝီစည်းကနေပြီးတော့ထိတ်ဆုံးဘဝက်ဆိုတဲ့ဘဝရဲ့ဒီဘုံဘဝတွေမှာအမြင့်ဆုံးဆိုတဲ့နေဝတ္တဉာဏတင်ညာဏဘုံထီအောင်ရောက်တယ်လို့ပြောတာမှန်ပါပါအဲ့တော့တတ္တဝါရှိတဲ့ဘုံတိုင်းဟာဒီသဘာဝတရားတွေကလွှမ်းမိုးထားတယ်သူ့ရဲ့နယ်ပယ်ဟာအလွန်ကြီးကျယ်တယ်ပေါ့အဲ့ဒါလောက်နယ်ကျယ်တတ္တဝါတွေမှန်သမျှတဏ္ဍာရှိသမျှတွေကိုအကုန်စည်းဝင်လူကြီးတန်ပေါင်း6000ရှိရင်6000စလုံးစည်းဝင်တယ်ပေါ့မှန်ပါပါဗြဟ္မာဥယျဂရေချီရှိတယ်ဆိုဗြဟ္မာဥယျဂရေချီထီအောင်စည်းဝင်တယ်ယဟန္တာပုဂ္ဂိုလ်တွေကလွဲသွားပြီဆိုလို့ရှိရင်ဟောဒီအာသဝတွေဟာအကုန်စည်းဝင်နေတာမှန်ပါပါယဟန္တာဖြစ်သွားမှသာထိုအာသဝတွေကိုပိတ်ဆို့ဖယ်ရှားနိုင်တာတဲ့
ပုရုဇဉ်တတ္တဝါတွေဆိုဘယ်ပုံရောက်ရဟောဒီအာသဝရည်စည်းကြောင်းကမလွတ်ဘူးလို့ဒီလိုဆိုလို့တယ်စီးဝင်နေတဲ့သဘာဝတရားတစ်ခုအဲ့တော့အဲ့ဒါလို့ဘုန်းကြီးတို့တတိတမ္မန္တမှာနှစ်ပေါင်းများစွာထုံထားတဲ့တရားစိတ်ကိုရစ်မှုသွားစေတတ်တဲ့တရားအမြဲမပြတ်အာယုန်နဲ့တွေ့တိုင်းတွေ့တိုင်းစီးဝင်နေတဲ့တရားဘုံအားဖြင့်ဘဝက်ထီအောင်တရားအားဖြင့်ဆိုရင်ဘယ်အဆင့်ထီအောင်ရောက်တော့ဆိုလို့ရှိရင်မက်စိတ်ရဲ့ရှေ့မှာရှိတဲ့ဂုတ္တရဘူးဆိုတဲ့ဒီသဘာဝတရားထီအောင်အာသဝနယ်ပယ်ကကတ္တထားတာရှိတယ်ပေါ့အဲ့တော့သူ့နယ်ကအလွန်ကိုကျယ်တယ်အလွန်ကျယ်လောက်အောင်စီးဝင်နေတဲ့သဘာဝတရားကြီးလို့ဆိုတာဒီစီးဝင်မှုဟာသူ့ရဲ့ဆောင်ရွက်မှုပဲရစ်မှုစေတတ်တာလည်းသူ့ရဲ့စွမ်းဆောင်မှုတွေပဲအဲ့ဒီစွမ်းဆောင်မှုကိုပြုလုပ်တဲ့တရားတွေစွမ်းဆောင်မှုကိုဖြစ်ပေါ်စေတတ်တဲ့တရားတွေဟာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ဒီသဘာဝတရားတွေဟာဘယ်တရားတွေလဲလို့ဆိုတဲ့အခါမှာမြတ်စွာဘုရားကအာသဝတရား၄မျိုးဆိုပြီးတော့ဟောတယ်နာမည်နဲ့ပြောမယ်ဆိုရင်ကာမသဝဘဝသဝဒိဋ္ဌာသဝအဝိဇ္ဇာသဝကာမသဝဆိုတာကာမအာသဝဒီလိုခွဲရဘဝသဝကလည်းဘဝအာသဝဒိဋ္ဌာသဝကလည်းဒိဋ္ဌိအာသဝအဝိဇ္ဇာသဝကလည်းအဝိဇ္ဇာအာသဝတရားကိုကြည့်လိုက်မယ်ဆိုရင်ကာမနဲ့ဘဝဆိုတာဒီနေရာမှာတဏှာကိုရည်ညွှန်းတာမှန်ပါပါဗျာကာမနဲ့ဘဝကာမသဝနဲ့ဘဝသဝကတဏှာသုံးဖို့လောဘကိုဆိုလိုတယ်ဒိဋ္ဌာသဝဆိုတာဒိဋ္ဌိအာသဝအယူမှားမှုဒိဋ္ဌိစေတသိက်ကိုဆိုလိုတယ်အဝိဇ္ဇာသဝဆိုတာမောဟကိုဆိုလိုတယ်ဆိုတော့ပေါင်းလိုက်တဲ့အခါကျတော့လောဘဒိဋ္ဌိမောဟသို့မဟုတ်တဏှာရဲ့ဒိဋ္ဌိရဲ့မောဟဟောဒီ၃မျိုးဟာအာသဝလို့ခေါ်ပါတယ်ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာဟောဒီသဘာဝ၃မျိုးဟာဘယ်ခေတ်ဘယ်ကာလကစပြီးတော့ပေါ်လာတယ်ဆိုတာပြောလို့မရအောင်ကြာကြတိုင်းကြာပြီးတော့ခန္ဓာကိုယ်ထဲမှာအနေထိုင်ပြီးတော့ထုံမွမ်းနေတဲ့သဘာဝတရားဖြစ်တယ်အဲ့ဒီသဘာဝတရားတွေဖြစ်ပေါ်လာလို့ရှိရင်လူကိုရစ်မှုစေတတ်တယ်အဲ့ဒီသဘာဝတရားတွေဟာအာယုန်နဲ့တွေ့တိုင်းတွေ့တိုင်းမပြတ်စည်းဝင်နေတယ်ယူထွက်တတ်တယ်ဘုံဘဝအမြင့်ဆုံးဘဝဆိုတဲ့ဘုံတိုင်အောင်စီဝင်တတ်တယ်တရားတွေထဲမှာလည်းပဲဂုတ္တရဘူးဆိုတဲ့အဆင့်အမြင့်ဆုံးဝိပဿနာဉာဏ်ထဲမှာနောက်ဆုံးဉာဏ်လို့ပြောရတဲ့ဂုတ္တရဘူးအထိအောင်သူ့ရဲ့နယ်ပယ်ကန့်သတ်မှုရှိနေသေးတယ်ဆိုတဲ့ဒီအာသဝတရားတွေရဲ့ဆွမ်းဆောင်ချက်တွေမြတ်စွာဘုရားကအာသဝတရား၄မျိုးဆိုပြီးတော့ဒီလိုဟောတယ်နော်အဲ့ဒီအာသဝတရားတွေကနေပြီးတော့လွတ်အောင်ဘုန်းကြီးတို့တွေမကျင့်နိုင်သေးသမျှတန်တရားဟောရှင်းရမလွတ်နိုင်ဘူးပေါ့ဒါကြောင့်စိတ်ကလေးကဟောဒီအာသဝတရားတွေရဲ့လွှမ်းမိုးမှုအောက်နေဟောဒီအာသဝတရားတွေရဲ့လွှမ်းမိုးမှုအောက်မှာရှိနေတဲ့စိတ်ကလေးဟာခုနကပြောတဲ့ဒီအခြေအနေဇိုးတွေဖြစ်ပေါ်ပြီးတော့နေအောင်ပါပဲဒါကြောင့်မို့ဒီအာသဝတရားတွေကစိတ်ကိုလွတ်သွားအာသဝေဟိစိတ်တံဝိမု सी လို့ယန္တာဖြစ်ပုံကိုဖော်ပြတဲ့စကားတစ်ခုမှာအမြဲတမ်းအာသဝေဟိစိတ်တံဝိမု सी အာသဝတရားတွေကစိတ်ကိုလွတ်လိုက်တယ်တဲ့လွှမ်းမိုးမထားနိုင်တော့ဘူးမက်စိတ်နဲ့ဒီသမထဝိပဿနာကျင့်စဉ်ကိုကျင့်တဲ့အခါမှာသဘာဝတရားတွေပေါ်မှာရှုမြင်သုံးသပ်မှုအသိဉာဏ်တွေကထက်သန်လာတော့အဲ့ဒီအာသဝတရားတွေကိုတွန်းထုတ်လိုက်သည့်အတွက်ကြောင့်အာသဝတရားတွေဟာစိတ်ကိုခါတိုင်းလိုချုပ်ကင်မထားဘဲနဲ့လွတ်ပြစ်လိုက်ရတယ်လို့ဆိုတာယန္တာဖြစ်သွားတာအဲ့ဒီအဓိပ္ပာယ်ပဲအာသဝတရားတွေကစိတ်ကိုစွန့်လွတ်လိုက်ရတယ်သို့မဟုတ်စိတ်ကလေးဟာအာသဝတရားတွေကလွတ်မြောက်ပြီးတော့ထွက်သွားတယ်လို့ဒီလိုပြောတာအဲ့တော့ယန္တာဖြစ်တယ်ဆိုတာအာသဝတရားတွေကလွတ်မြောက်သွားတာကိုပြောတာရှင်ကုဏ္ဏညဓမ္မစကြာတရားမှာနာရင်ကနေပြီးတော့ကြည့်ဓမ္မစက္ခုံဥဒ္ဒပါတိပဲယံကိဉ္စိသမုဒိယဓမ္မံသဗ္ဗတံនិရောဓဓမ္မံဆိုတရားမျက်စိပေါ်လာတယ်လို့အဲ့ဒါလောက်ပဲပြောတာနော်ယန္တာဖြစ်တဲ့အခါကျတော့အဲ့ဒါလို့မဟုတ်ဘူးအာသဝေဟိစိတ်တံဝိမု सी အာသဝတရားတွေကနေစိတ်ကိုလွတ်မြောက်စေလိုက်တယ်သို့မဟုတ်စိတ်ဟာအာသဝတရားတွေကနေလွတ်ထွက်သွားတယ်အဲ့ဒါဟာတကယ်ကိုဖြူစင်တန်ရှင်းပြီးတော့စင်ကြယ်တဲ့စိတ်အနေထားတစ်ခုရရှိသွားတယ်
တော့ယန္တာပုဂ္ဂိုလ်ရဲ့စိတ်မှာဟောဒီအာသဝတွေရဲ့လွှမ်းမိုးမှုအောက်ကနေလွတ်မြောက်သွားတယ်လို့ဒီလိုပြောတာနော်ကဲကောင်းပြီကာမသဝဆိုတာဘာကိုပြောတာလဲလောဘကိုပဲကာမသဝလို့လည်းခေါ်လိုက်တယ်ဘဝသဝလို့လည်းခေါ်လိုက်တယ်ဒီနေရာမှာကာမသဝဆိုတာရိုးရာနဲ့ပတ်သက်လာဘုန်းကြီးတို့တွေကာမဆိုတာနှစ်သက်เสียအာယုန်တွေကိုကာမလို့ခေါ်တယ်နှစ်သက်เสียအာယုန်တွေကိုကာမလို့ခေါ်တော့အဲ့ဒီနှစ်သက်เสียအာယုန်တွေကိုနှစ်သက်တတ်တဲ့လောဘကိုလည်းကာမလို့ပဲခေါ်တယ်ဒါကြောင့်မို့လို့ကာမကိုနှမျိုးခွဲမှတ်ရတယ်ဝဋ္ထုကာမကိလေသာကာမဝဋ္ထုကာမရဲ့အဓိပ္ပာယ်ကဘာတော့နှစ်သက်เสียနှစ်သက်เสียအာယုန်သည်ဝဋ္ထုကာမနှစ်သက်เสียအာယုန်ကိုနှစ်သက်တတ်သောတဏှာသည်ကိလေသာကာမဟောနှစ်သက်เสียအာယုန်ရှိမှနှစ်သက်တာဆိုတာပေါ်လာတာနှစ်သက်เสียအာယုန်ကိုမနှစ်သက်ဘူးဆိုလို့ရှိရင်ဒါတဏှာမဖြစ်ဘူးပေါ့နော်အေးဒါကြောင့်မို့လို့ဒီနေရာမှာကာမမှာကာမသဝဆိုတဲ့နေရာမှာနှစ်သက်เสียအာယုန်တွေကိုမဆိုလိုဘူးနှစ်သက်เสียအာယုန်တွေကိုနှစ်သက်နေတတ်တဲ့တဏှာကိုသာဆိုလိုတယ်တဲ့နှစ်သက်เสียအာယုန်ဆိုတာလောကမှာရှိနေမှာပဲမြတ်စွာဘုရားရဲ့မျက်စိအောက်မှာနှစ်သက်เสียအာယုန်တွေမတွေ့ရဘူးလားယဟန္တာပုဂ္ဂိုလ်တွေရောမျက်စိနဲ့နှစ်သက်เสียအာယုန်တွေကိုမမြင်ရပေဘူးလားမမြင်ရပါဘူးဗျာအေးဘုရားယဟန္တာတွေကမျက်စိရှိလို့ဘုန်းကြီးတို့တွေကောင်းတာမြင်ရတယ်လို့ဆိုးတာမြင်ရတယ်လို့မျက်စိနဲ့အကောင်းဆိုးနှစ်သက်เสียအာယုန်တို့မနှစ်သက်เสียအာယုန်တွေကိုမြင်ရတယ်လို့ပဲဘုရားယဟန္တာတွေလည်းပဲမျက်စိနဲ့ကောင်းတဲ့အစဉ်မကောင်းတဲ့အစဉ်မြင်ရတာပဲနားရှိသည့်အတွက်ကြောင့်ကြားရတဲ့အတန်တွေကလည်းနှစ်သက်เสียအတန်လည်းကြားရတာပဲမနှစ်သက်เสียအတန်လည်းကြားရတာထို့တူရဲ့အနတ်နဲ့ပတ်သက်လာလို့ရှိရင်လည်းကောင်းမကောင်းအနတ်အယတာနဲ့ပတ်သက်လာရင်လည်းကောင်းမကောင်းအယတာအထီးတွေးနဲ့ပတ်သက်လာရင်လည်းကောင်းမကောင်းအထီးတွေးဆိုတာတွေဟာဟောဒီစိတ်စေတသိက်ဒီမျက်စိနာနာလျှာကိုယ်ဆိုတဲ့ဒီပတာရယုတ်တွေနဲ့ထိတွေ့ပြီးတော့သိရှိလာကြမှာကြီးပဲမြတ်စွာဘုရားမှာလည်းမျက်စိရှိလို့မြင်တာပဲသို့တော့မြတ်စွာဘုရားမှာမျက်စိနဲ့မြင်ပြီးတဲ့အခါမှာတွေ့တာမှုဆိုတဲ့တဏှာမလာဘူးအေးပုရုဇဉ်တွေကြတော့မျက်စိနဲ့မြင်ပြီးတဲ့နောက်ထပ်ဆင့်လိုက်လာတာကတော့တွေ့တာမှုပဲအဲ့ဒါကြောင့်မလို့နှစ်သက်เสียအာယုန်ဟာဒါ sensual pleasure လို့ခေါ်တယ်နှစ်သက်เสียအာယုန်นี่မျက်စိနဲ့မြင်ရတဲ့အစဉ်အာယုန်နားနဲ့ကြားရတဲ့အသံအာယုန်နှာခေါင်းနဲ့နမ်းရှူရတဲ့အနတ်အာယုန်အယတာနဲ့လျှာနဲ့အယတာခံရတဲ့ရတအာယုန်ခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့ဖုဒ္ဓဘာအာယုန်လို့ဆိုတယ်ဒီအာယုန်นี่ဟာနှစ်သက်เสียကောင်းသည့်အတွက်ကြောင့်ကာမလို့ခေါ်တယ်ဝဋ္ထုကာမအဲ့ဒီကာမလို့ခေါ်တဲ့ဝဋ္ထုကာမတွေကိုတွေ့တာမှုတဏှာကိုကြတော့ကိလေသာကာမအဲ့တော့ကာမလို့ခေါ်တာကြည့်ပဲနှစ်ခုစလုံးဒီနေရာကာမတဝဆိုတဲ့နေရာမှာကြတော့လောဘကိုဆွလိုတာဖြစ်သောကြောင့်နှစ်သက်เสียအာယုန်တွေကိုနှစ်သက်တတ်တဲ့တဏှာသည်သာလင်ကာမအဲ့ဒီကာမသည်အာတဝတဲ့မပြတ်စည်းဝင်နေတာအေးဘုန်းကြီးတို့တွေစဉ်းစားကြည့်လေမျက်လုံးလေးဖွင့်လိုက်တာနဲ့တပြိုင်နက်ကိုကြိုက်တဲ့မျက်စိကကိုကြိုက်တဲ့အရာလေးကိုမြင်လိုက်ရပြီဆိုရင်လောဘကဝင်မလာဘူးလားဝင်လာပါရဲ့ဗျာစီးဝင်လာတဲ့သဘောလေးပဲဒါအာယုံပေါ်မှာလောဘလေးကရောက်သွားတဲ့စီးသွားတဲ့သဘောလေးပဲဟုတ်လားစီးဝင်လာတာရောစီးထွက်သွားတာရောနှစ်ခုစလုံးဆိုင်နေယိုထွက်သွားတာပေါ့မြင်စရာအာယုံလေးပေါ်မှာတွေ့တာမှုလေးဖြစ်သွားရင်ထိုမြင်စရာအာယုံလေးပေါ်မှာဒီယိုစီးမှုလေးတစ်ခုဖြစ်သွားတာပဲသို့မဟုတ်မြင်စရာအာယုံလေးဟာစိတ်ထဲနဲ့တွေးလိုက်တာနဲ့တပြိုင်နက်လောဘလေးဖြစ်လာလို့ရှိရင်ဟောလောဘလေးဟာယိုစီးလာပြန်တာပဲပေါ့အဲ့ဒါလေးယိုစီးလာတဲ့ဆိုတဲ့အာသဝအပြင်ဘာတွေဖြစ်လာတော့ဒီယိုစီးတာဟာဒီကနေ့မှယိုစီးတာမဟုတ်ဘူးဘဝပေါင်းများစွာကလေးကယိုစီးလာတာဆိုတော့အနေထိုင်နေပြီအလင်းရနေပြီလို့ဒီလိုပြောတာနှစ်သက်စရာအာယုန်လေးမြင်တိုင်းလောဘဖြစ်တယ်ဆိုတာတကယ့်ကိုအလေးအထားကြီးတစ်ခုဖြစ်နေပြီပေါ့အာသဝဆိုရင်အလေးထားကြီးတစ်ခုဖြစ်နေပြီ။ဩအလေးထားဖြစ်နေသည့်အတွက်ကြောင့်အဲ့ဒီလောဘဆိုတာလေးဝင်လာတာနဲ့တပြိုင်တည်း तू ကနောက်ကဘာတွေလာတော့ဆိုမာမာနတွေတို့ဘာတို့ဖြစ်လာတယ်။စိ
စိတ်ဓာတ်အခြေအနေတွေပြောင်းလဲလာတာတွေနော်ဒါကြောင့်မို့သူကအဓိကလောဘကအဓိကဖြစ်လို့မာနတို့ဘာတို့ဒီထဲမှာထဲ့မပြောမြတ်စွာဘုရားလောဘဆိုတာစီးဝင်လာရင်မာနဆိုတာဖြစ်ဖို့လဲအလွယ်လေးပဲနောက်အိတ်တာတို့မစ္စရိယတို့ဆိုတဲ့အကုသိုလ်တွေဝင်လာဖို့ရလဲအလွယ်လေးပဲဒါကြောင့်မို့အာယုံလေးတစ်ခုပေါ်မှာဒီစီးဝင်မှုကလေးအာယုံလေးပေါ်မှာစီးဝင်မှုလေးဖြစ်လာရင်လောဘဆိုတဲ့သဘာဝတရားစိတ်ထဲမှာစီးဝင်လာခဲ့ပြီစီးဝင်လာပြီဒီအာသဝတရားလွှမ်းမိုးလိုက်ပြီဆိုလို့ရှိရင်ခုနလူဟာရစ်မှုလာတာပဲပေါ့ထိုအာယုံနဲ့ရစ်မှုသွားတာရစ်မှုသွားသည့်အတွက်ကြောင့်အမှန်သိမှုဆိုတာတွေလည်းမလာတော့ဘူးပေါ့အေးအဲ့ဒီတွေ့တာမှုဆိုတာကြီးကိုမဖယ်ရှားနိုင်တဲ့အတွက်ကြောင့်ကာမလို့ခေါ်တဲ့မြင်စရာနှစ်သက်စရာအာယုန်နေဆင့်ဆွယ် pleasure နှစ်သက်စရာအာယုန်နေနဲ့ပတ်သက်ပြီးတော့နှစ်သက်တွေ့တာနေတဲ့တဏှာရာဂသည်မြင်သမျှအပေါ်မှာဖြစ်ပြီးတော့နေတယ်တပည့်ဆက်ကြကလည်းဒါကိုဟောတာတတ္တရဘိနန္ဒိနိတဲ့တတ္တရဘိနန္ဒိနိဆိုတခုတည်းမဟုတ်ဘယ်အရာပဲဖြစ်မြင်လိုက်ရင်လည်းမြင်လိုက်တဲ့အပေါ်မှာကြိုက်သွားတာအဲ့ဒီမြင်လိုက်တဲ့အပေါ်မှာလည်းပဲနောက်ထပ်အသစ်တစ်ခုမြင်ကြိုက်ပြန်ရောနောက်ထပ်အသစ်တစ်ခုမြင်ကြိုက်ပြန်ရောတတ္တဝါတွေရဲ့သဘောဟာအသစ်ဆန်းထွက်တိုင်းကြိုက်နေတာပဲဒါကြောင့်မို့အထည်ချုပ်တဲ့လူတွေကဒီဇိုင်းအသစ်တွေထွင်းနေကြရတာပေါ့ကြိုက်ပြန်တာပဲလေဟိုအနံ့ဆိုလည်းပဲအတန်ဆိုလည်းပဲအသစ်တွေအကုန်လုံးနေကြတာမဟုတ်လားရိုးရိုးတီတီငြိမ်ငြိမ်နဲ့ပီပီတတ်တတ်ဆိုတဲ့သချင်းကိုရိုးသွားတဲ့အခါကျတော့ဟုတ်လားဟိုဟာဒီဟာမပီမတလုံးဘလုံးပထွေးဆိုတဲ့ဟာကိုကြိုက်လာကြပြန်ရောတခါကာယံဝါကြတဲ့ညီတဲ့သချင်းကိုရိုးသွားပြန်တဲ့အခါကျတော့ဗါလဲဟဲ့ဟောဆိုလားလျှောက်ပြီးစကားတွေလျှောက်ပြောတာကိုကြိုက်ကြပြန်ရောအသစ်ဆိုရင်လူကလက်ခံကျင်တာဟုတ်ကဲ့ဘာအသစ်ထုတ်လူတွေကနောက်ကလိုက်နေတာဘာလို့လဲဆိုတတ္တရဘိနန္ဒိနိသဘာဝတရားကဒီတိုင်းလာတာပဲအသစ်ဆိုရင်ကြိုက်လာတာပဲလူလဲတူပဲအသစ်မလာဘူးမထင်လေနဲ့နော်အသစ်မှန်သမျှလက်ခံနေတာပဲအဟောင်းဆိုရင်ရိုးသွားပြီးအသစ်ဆိုရင်လက်ခံကြပြန်တာပဲအဲ့ဒါကိုဆိုလို့တဲ့တတ္တရဘိနန္ဒိနိတဲ့ထိုအာယုန်ဒီပေါ်မှာလိုက်ပြီးတော့နှစ်သက်တွေ့တာနေတတ်တယ်ဆိုလောဘဟာဘယ်တော့မှမဆုံးဘူးလို့ဒါကြောင့်ကိုပြောတာစဉ်းစားကြည့်လေမျက်စိကမြင်ရတဲ့အာယုန်တွေလည်းအသစ်ထွင်ဘယ်တော့မှဆုံးမှာမဟုတ်ဘူးနားကကြားရတဲ့အသံတွေကိုလည်းအမြဲတမ်းအသစ်ထွင်တယ်ဘယ်တော့မှဆုံးမှာမဟုတ်ဘူးအသစ်ပေါ်တိုင်းသဘောကျအနံ့လေးရလည်းပဲအသစ်ပေါ်တိုင်းသဘောကျနေမှာအရသာကဆိုလဲဟိုမျိုးနော်ကိုနေစဉ်စားနေတဲ့ဗမာထမင်းဟင်းနဲ့မကဘူးဟာဘာဟင်းညာဟင်းကိုရီးယားဟင်းတို့ဘာတို့ဒါတွေရောအကုန်လုံးပေါ်လာနောက်ထပ်ပေါ်ရင်စားအောင်မှာပဲအဲ့ဒါလဲအရသာလည်းပဲတစ်ခုတည်းနဲ့မရဘူးနော်တတိတွေဆိုအမျိုးဆုံးတီထွင်လိုက်တာအချင်းကိုအချိုနဲ့အချင်းနဲ့ဆက်တယ်ဟောအမျိုးဆုံးတီထွင်ထားတာဘယ်သူကနေဒါတွေကိုလိုက်ကြိုက်နေတာတုံးဆိုတော့ခုနပြောတဲ့တဏှာကနေလိုက်ကြိုက်ဟောအာတဝဆိုလိုက်ကြည့်မယ်ဆိုရင်အာယုန်တွေရှိသမျှသူကစီးဝင်နေတဲ့သဘောပဲသူမဝင်တဲ့နေရာရှိကိုမရှိဘူးဘယ်အာယုန်ဖြစ်လိုက်သူကစီးဝင်လာတော့တာသူရောက်လာတယ်ဆိုတဲ့အဓိပ္ပာယ်ပဲပေါ့နော်ဒါကြောင့်မို့ကာမတဝရဲ့နေကအလွန်ကျဲတယ်ကဲကောင်းပါပြီမဆုံးနိုင်တဲ့ကာမဂုဏ်အာယုန်တွေကိုဖယ်ခွာပြီးတော့ဇန်တရားကျင့်လိုက်ပါပြီတဲ့ကျင့်လိုက်တော့ဒီတဏှာကနေရသလားလို့ဆိုတော့သူကအသွင်ပြောင်းပြီးတော့လိုက်လာတာအေးမျက်စိနဲ့မြင်တာကိုတော့သူကြိုက်တာမဟုတ်ဘူးနားနဲ့သံကြားတဲ့ဟာကိုကြိုက်တာမဟုတ်ဘူးနှာခေါင်းကအနံ့ကိုကြိုက်တာမဟုတ်ဘူးလျှာကအရသာကိုကြိုက်တာမဟုတ်ဘူးခန္ဓာကိုယ်ကအထီးတွေ့ကိုကြိုက်တာမဟုတ်ဘဲနဲ့သူကဘာတော့ဇံအာယုန်တဘာဝအာယုန်တရားပေါ်မှာသူကသွားကြိုက်ပြန်ရောဒါကြောင့်မို့ရိတ်တာသွားပြီးတရားအထုတ်တဲ့ပုဂ္ဂိုလ်တွေမှာလည်းပဲတရားကိုကြိုက်တဲ့ဆွဲလန်းတာသွားပြန်ရောတမာတိကိုဟုတ်လားအဲ့ဒါကိုဓမ္မရာဂဓမ္မနန္ဒီလို့ခေါ်တယ်ဝိပဿနာကိုမတွေ့တာဘူးလို့မထင်နဲ့ကိုရထားတဲ့တရားဓမ္မကိုတွေ့တာတာပဲလူကမြတ်စွာဘုရားကဟောထားတဲ့သုတ်တန်တစ်ခုမှာတာယေဝဓမ္မရာဂေတေနေဝဓမ္မရာဂေနတာယေဝဓမ္မနန္တိယ
Dhamma raga lo khore Koyashi thare tamadi vipadana swan ari boma Tweta ni me Eri boma nita ni de me swing Dibogo yana go pipu Eri aswelan shini de roshin yana ma pipu Dale tweta muli de kube bo no Kamari go pekwalai lo Dibagan ni hubagan yautware Sovazo Nikama lo Kamgo ayoni pesha like de Yasi nana leyago got tea dario Malularo bu dario machaido bu so biro San ayon lane need oh San ayon live on my door biro a twin beyond be like Japan yotua Dalet nave San ayon san yet swai tadi jow Jamasure bomoa de ku yado biane kaja Eddie Boago Dwabiro Taya like yo Eddie Boaga, Beluwa Rono solution, Kumyasi Nana, Leago Losure, Kamago Ione ne Kine Boa the Kube. Kamago Ione ne Kine Boao, Kamago the Mariga, Lanchi Mesum, Pienza Agilu Miamave. Durani debate Lanchi and the Pienza Agilu Miamave. So Ado Senya, Dojama, the Vare and Godo Tai, Domo, Deote, Godo Tai, Miro, Deatai needed Ludiago. He hot the chance of the Ludioga, Diluji, Goto Gine, Pienza Agilu, Dramave. Hogada Eri Lugia Leve Menu, he hot Nani, the Guapure, so we don't Nabure, Lumabiobe Bula. A Jai Chemetu. Tu Jaitaga, Tine, Ese, Biro, Yen Tede. At Namlani, they say Yen Temu, Gatayara. Diluaro Suzu Nyan jumping with Tayara. Ero Tayamu Jemetu, no? Tayara Jenjara to the Mola. Tayadwara, Era, a twin beyond beer to light Guayana. Eri a twin beyond light Dora, Pawatawado Cora. Jamabo, Yamawa, Sane Yala, Boma Dwabiro, Tweda Lajanave. Oh, do negale, Emidama J. One Ludilupiora. Tweta Lavi so in Naga Mamanari so at a cartel of Yanave. Erelu, Kama the Wapa, Wasura. Lubi Lubua, Kamago, the Kama was Rabonema, Lubi Nabonema solution, Kama so the Ayomoma, Siwen, Biro Dware, Jamabi Yalo, Kamari, John One Yanole, Pawalo so the Rubabon, Arubabon, Sani, Dwabido, Swellan Tayani Biane. Ero Tayamu, Dredamu, Organi, Lutwara, Mashibu. Tayamulu Duneha, Alon Jebiro, Siwen Dalu, Duru, Adwalu Kora. The lower so that the Wawadeaha, Neches or Siwen Biro, Pinida. Nebomia Zwaga, Chipolara, Pinu. Alin ya needed the ya. Jimusi data, Pitojo. Otherwise, the Bawa de ya. Kekomi, Dilu, Swansamu sheede. Now the Bawa de Adakua, Badulelo solution, Dati. Dati so that I mean the Bawa de Yagaleve. Do a Yayama Lwamonida. Dati so that Nova Shirenia, Dati Larave, Tanashi and Dati Lara. I will roll solution. Dati Sure Seredati, Lova Musaima, Lova Neda, Shendrebi of Cheta. Loga Lureha. A chisongo yeche mesoing, go the chisono, Dilupioja. Go chison so the dredjam, go ego, go senzara, selfish lupio. Go ego senzaya libiro, the amine pola rave. Ludiaha go ye lonjo mugoye a yego senzare kama. So bazo Tibuaga loaded good gamurigo, Kanzabo soda. Kanzamu, we are not that them yalu, the Bawa dialu, Madrid mene. Naga diwa dana gamuri loaded the Lari Saudi de Bavana, now watching Nagaya Wama, Kanzao mesure, a duelia would do any Yanabe. Eri Edwilia, Mayene, a dream, babes at the ball. Eri Mayene, a dream, a Bajan Bola the lesson, Kangalu Musore, Tanaja, Bola Rave. Erelu, a dueli jamulu. Do you want no young say child? Do
ဒီတဲ့ကောင်းတဲ့ဘဝဒီတဲ့ကောင်းတဲ့ဘဝဆိုတာမျောလင့်နေတာအမြဲတမ်းကောင်းပြီဆိုတဲ့ဘဝတွေကိုသူကအမြဲတမ်းမျောလင့်တယ်အဲ့ဒီကနေစပြီးတော့ဒီကိုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေကိုခံစားဖို့ဆိုတဲ့အရာဝတ္ထုလေးတစ်ခုအရာလေးတစ်ခုကကိုယ်တဏ္ဍာမှာရှိတယ်ဆိုတဲ့အမြင်တစ်ခုကပေါ်လာပြန်တယ်ပေါ့မှန်ပါဗျာတို့ရဲ့မြန်မာလူမျိုးတွေအတွေ့နဲ့ပြောမှဆိုရင်ဒီဝိညာဉ်လေးဟာဒီဘဝကနေဟိုဘဝကူးပြောင်းပြီးတော့သွားလာတယ်ဒီလိုတွက်ကြတယ်ပေါ့မှန်ပါဗျာတခြားလူမျိုးတွေမှာလည်းပဲဒီအတွေ့အခေါ်တွေရှိတယ်အတ္တတို့ spirit တို့ဆိုတာတွေဒါလေးက soul ဆိုတာတွေကတဘဝကနေတဘဝတစ်ခုကိုပြောင်းရွှေ့ပြီးတော့ခံစားနေကြတယ်ပေါ့အဲ့ဒါလို့အတွေးတွေမှားယွင်းတဲ့အမြင်တွေမှန်ကန်တဲ့အမြင်ဆိုတာဘယ်လိုဟာတော့ဆိုရင်ခံစားသူဆိုတာမရှိဘူးဝေဒနာဖြစ်ပေါ်တာပဲခံစားတယ်လို့ပြောတာလှုပ်သူဆိုတာလည်းမရှိဘူးကံတရားကိုပြုလုပ်သူဆိုတာလည်းမရှိဘူးအကြောင်းတရားပေါ်တာမျှတာဖြစ်တယ်ခံစားသူဆိုတာလည်းပဲအကျိုးတရားပေါ်တာမျှတာဖြစ်တယ်တကယ်တော့လည်းပဲလှုပ်သူဆိုတာလည်းအကြောင်းတရားတက်တက်ကိုပြောတာခံစားသူဆိုတာလည်းအကျိုးတရားတက်တက်ကိုပြောတာသဘာဝတရားတက်တက်သူ့အကြောင်းကြောင့်သူ့ဘာသူဖြစ်နေတဲ့သဘာဝတရားတက်တက်မျှတာဖြစ်တယ်ဆိုတဲ့အမြင်ကိုမရမချင်းမှားယွင်းတဲ့ဒိဋ္ဌိရဲ့လွှမ်းမိုးမှုကိုခံနေရတာပဲမှန်ပါပါအဲ့တော့တလောကလုံးခြုံကြည့်မယ်ဆိုလို့ရှိရင်မှန်ကန်တဲ့အမြင်ကိုရရှိဖို့ဆိုတာတော်တော်ကိုခဲရင်တယ်ပေါ့မှန်ပါပါဗျာဒိဋ္ဌိကလွှမ်းမိုးနေလိုက်တာလူပုံလူဘဝမှာသာဒီမှားရင်းတဲ့အယူဆတရားကစွဲမြဲပြီးတော့စိတ်ထဲမှာတီးနေတာမဟုတ်ဘူးဟိုဗြဟ္မပြည်ရောက်သွားတဲ့အခါဗြဟ္မာကြီးတွေမှာလည်းပဲဒါရှိတာပဲမှန်ပါဗျာမှားရင်းတဲ့အယူဆကြည့်လေအောင်ချင်း၈ပါးထဲမှာပါတဲ့ဘကဗြဟ္မာကြီးပဲကြည့်အောင်ဘကဗြဟ္မာကြီးဆိုတာလူဘဝကနေကုသိုလ်ကောင်းမှုတွေလှုပ်ဆန်းရလို့သူဗြဟ္မာဖြစ်တက်တန်းရှည်တဲ့ဗြဟ္မာဖြစ်ပြီးတော့အဲ့ဒီဗြဟ္မာဘဝကနေသေလိုက်တော့နောက်တစ်ခါဗြဟ္မာဘုံတစ်ခုမှဖြစ်တယ်ဖြစ်လိုက်တော့ဗြဟ္မာဘုံမှာပဲသူကနှစ်ခါသုံးခါဖြစ်လိုက်ရတဲ့အခါမှာသူ့တက်တန်းဟာသူမသေးတော့တဲ့ဘုံလို့သူစိတ်ထဲမှာယူဆသွားတယ်ဒီအတွေးဝင်သွားတယ်မှန်ပါပါဗျာဘာလို့လို့ဆိုသူတို့သေးနေတာလဲကြာတာမှမဟုတ်တာကိုဒုပြေကသာသေပြီးအလောင်းချနေရတာတို့ဘာတို့နောက်ထပ်ပြန်မွေးတာတို့ကြာသေးတယ်လေလူတယောက်ဖြစ်ဖို့ဆိုတာတော်တော်ကြာတာမိခင်ရဲ့ဝမ်းထဲမှာကလလရေကြီးကနေတီးပြီးတော့အတော်ဆောင်းရတယ်လူတယောက်ဖြစ်ဖို့ရအတွက်ကဟုတ်လားမွေးလာပြီးတဲ့နောက်လည်းပဲဟုတ်လားမုံပဲသေးစားဒီနှုတ်ကြိုတိုက်တွေးကျွေးမွေးလာလို့လူလားမြောက်ဖို့ရတော်တော်ဆောင်းရတယ်ပြမာတွေဆိုတာနတ်တွေပြမာတွေဆိုတာအဲ့လိုမှမဟုတ်ဘဲနဲ့အခုတည်းအခုပြန်ဖြစ်တာဆိုသူတို့မှတခါတလေသေမှန်းအောင်သိလိုက်เสียမရှိဘူးပေါ့တရားမင်းကြီးဆိုလို့ရှိရင်တက္ကပညာတုတ်မြတ်စွာဘုရားသခင်ကိုရောမြတ်တရားဓမ္မတွေလာမေးတာအိဏသာလာခူထဲမှာလာမေးတဲ့အချိန်လေးမှာတရားမင်းကြီးအဲ့ဒီနေရာမှာသေသွားတာပဲသေသွားပြီးတော့အဲ့ဒီနေရာမှာပဲတရားဖြစ်တာဟောဒီနေရာသေဒီနေရာဘွားကနေဖြစ်တာဒီမိတော်လေးငိမ်ဟိုမိတော်ကလေးပေါ်လာတဲ့သဘောပဲအဲ့ဒါကိုဘယ်သူသိလိုက်တော့ဆိုမြတ်စွာဘုရားနဲ့တရားကိုယ်တိုင်ပဲသိတယ်ကြံတဲ့နတ်တွေသိတော့မသိလိုက်ဘူးသေသွားတာလည်းမသိဘူးပြန်မွေးတာလည်းမသိလိုက်ဘူးအဲ့ဒါလောက်ထိအောင်လှည့်မြန်တာကိုဗြဟ္မပြေကဘဂဗြဟ္မာကြီးကလည်းပဲဗြဟ္မပြေကသေပြီးတော့ဘွားကနေဗြဟ္မာကြီးတစ်ခုပြန်ဖြစ်ပြန်တယ်အဲ့ဒါလို့ဗြဟ္မဘုံတစ်ခုကနေဗြဟ္မဘုံတစ်ခုကူးနေတာနှစ်ပေါင်းကဘာပေါင်းမြောင်များစွာကြားလာတဲ့အခါမှာသူ့စိတ်ထဲမှာအတွေးဝင်လာတာမြဲတယ်ထာဝရမြဲတဲ့နေရာကြီးပဲလို့ဒီလိုယူဆလာတယ်ပေါ့အဲ့ဒါလည်းပဲဒီဒိဋ္ဌိဆိုတဲ့အာတဝါကြီးကစီးဝင်သွားတာပဲသူစီမှာဒါကြောင့်မလို့ဘဂဗြဟ္မာကြီးကမြတ်စွာဘုရားကအဲ့ဒီဘဂဗြဟ္မာကြီးရဲ့အတွေးတွေကိုသိတော်မူတဲ့အခါကျတော့ဗြဟ္မာကြီးစီကိုဘုရားဘွားကနေရောက်သွားတယ်တကိုးနဲ့ဗြဟ္မာကြီးရှေ့မှာဘွားကနေပေါ်လိုက်တဲ့အခါဗြဟ္မာကြီးကဘုရားကိုဝယ်ကမ်းလုပ်တယ်လေလာပါလာပါအရှင်ဂေါတမတဲ့ကောင်းသောလာခြင်းပဲဟောဒီဘုံကနေဆထာဝရဘုံကြီးပါလို့သူပြောတာနော်သူတို့ဘဝဟာနေဆထာဝရဘုံကြီးပါတဲ့ဒီဘုံကြီးလာတာအမတန်ကောင်းတယ်ပေါ့တခြားဘုံဘဝတွေကမတည်ငြိမ်ဘူးတဲ့သူဘုံဘဝကတော့ဘယ်တော့မှမသေးရတော့ဘူးတဲ့နေဆထာဝရဘုံကြီးပါဆိုတော့မြတ်စွာဘုရားကဘဂဗြဟ္မာကြီးဟာဉာဏ်မြင်တုံးလိုက်တာတဲ့အနိစ္စဖြစ်ရတဲ့နေဆလို့သူမြင်တယ်တဲ့အတုဝမမြဲတာကြီးကိုသူမြဲတယ်လို့မြင်တယ်လို့
ပြမာကြီးကိုဒီလိုပြောလိုက်တဲ့အခါမှာကြံတဲ့ပြမာတွေကကြံတဲ့ပြမာဒီအဲ့ဒီအချိန်မှာမဏ္ဍဆိုတာလဲပါလာသေးတယ်ကြံတဲ့ပြမာတယောက်ကိုဝင်ပူးပြီးတော့မဏ္ဍကအရှင်ဂေါရမတဲ့ပြမာကြီးပြောတဲ့စကားကိုနားထောင်ပါတဲ့အရှင်ဂေါရမအတွတ်မတက်ပါနဲ့လို့ပြောသေးတာအဲ့ထဲနော်သူကနေဆလို့ပြောတာနေဆလို့ပဲမှတ်လိုက်ပါသူကအမတန်တကူကြီးပါတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားသခင်ကိုရမြတ်ကပြောပကပြမာကြီးကိုအေးအနိစ္စဖြစ်ရတဲ့နဲ့မင်းနေဆလို့ထင်တာမှားတယ်ပေါ့ဆိုတော့ပကပြမာကြီးကအရှင်ဘုရားပါတက်တည်ပြနိုင်လို့ဆိုတက်တည်မြတ်စွာဘုရားပြမင်းပြမပြေမရောက်ဘယ်ဘဝတုန်းကမင်းဘာလုပ်ခဲ့တာအဲ့ဒီကောင်းမှုကြောင့်ဒီဘဝရလာတာဆိုသူကောင်းမှုလေးတွေကိုထောက်ပြတယ်တခါတုန်းကသူကယသိကြီးဖြစ်နေတယ်တကောဘိညာဉ်နဲ့ပြည့်စုံတဲ့ယသိကြီးဖြစ်တာအဲ့ဒီယသိကြီးဖြစ်နေတဲ့အချိန်မှာကန္တာရခရီးကြီးကိုဒီလှဲပေါင်း900ဖြတ်သန်းသွားတဲ့အခါမှာအစာရည်စားငတ်မုတ်ခေါင်းပါပြီးလူတွေသေတော့မဲ့အနေအထားမျိုးဖြစ်သွားတယ်ပေါ့ရေတွေပြတ်ပြီးတော့အဲ့ဒီအချိန်မှာ तू ကကြည့်လိုက်တယ်ဘယ်သူတွေဒုက္ခရောက်နေတော့ကြည့်တော့အဲ့လှဲပေါင်း900နဲ့လူတွေမြောက်များစွာဒုက္ခရောက်နေတာမြင်တော့ခင်းကံမြေကြီးတဲ့ကရေတွေကိုတကောပင်ကြီးနဲ့ဖန်ဆင်းပြီးတော့ရေသွဲတန်းပြီးတော့ပေးလိုက်တာကန္တရာကြီးထဲမှာရေတွေဒလဟောစီးဝင်လာတယ်လူတွေဟာပျော်သွားကြတာပဲရေတောက်သုံးရပြီးတော့ခီးဆက်သွားနိုင်ကြတယ်ပေါ့လောကမှာရေမရှိဘူးဆိုလို့ရှိရင်လည်းပဲထမင်းချက်စားဖို့တော့မရနိုင်တာကိုအဲ့ဒီကုသိုလ်ကောင်းမှု तू လုပ်ခဲ့တာကိုမြတ်စွာဘုရားထောက်ပြတဲ့အခါကျ तू ပြန်တတိရတယ်ဟုတ်တယ်ငါလုပ်ခဲ့ဘူးတဲ့ဟောအတိတ်ဘဝကိုပြန်တတိရသွားတခါတော့ဂင်းကမြစ်ထဲမှာလူတွေကစုံကြီးဆန်ကြီးနဲ့ပျော်ပွဲစားထွက်ကြတဲ့အခါမှာအစားအစာတွေကိုမြစ်ထဲမှာပဲစွန့်ပစ်ကြတယ်ပကံတွေဆေးကြတယ်ဆိုတဲ့အခါကျတော့မြစ်ထဲမှာနေတဲ့နဂါးတွေကလူတွေစားကျွန်းစားကြံနေသူတို့စီရောက်လာတော့ညစ်ပတ်တယ်ဆိုပြီးတော့မကျေနပ်ဘူးမကျေနပ်တော့အဲ့နဂါးတွေကဒီလူတွေစီးလာတဲ့ဖောင်ကြီးကိုအန္တရာယ်ပြုတ်လာအဲ့ဒီချိန်မှာလူတွေကကြောက်လန့်တကြားအော်ဟစ်ကြတော့ခုနကယတိကြီးကပဲဂလုံးကြီးအောင်ဖန်ဆင်းပြီးတော့နဂါးကြီးတွေကိုရန်ကနေလွတ်အောင်လုပ်ပေးခဲ့ဘူးတယ်ပေါ့အဲ့ဒီပကပြမကြီးရဲ့ကုသိုလ်ကောင်းမှုတွေကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကဖော်ထုတ်ပြီးတော့ပြခဲ့တာအဲ့ဒီတုန်းကဗြဟ္မာမဟုတ်သေးဘူးအဲ့ဒီဘဝကသေးလာပြီအခုဒီကိုရောက်တာဒီကိုရောက်ပြီးတော့လည်းပဲဒီဘဝမရောက်ခင်ကဘဝကိုလည်းငါသိတယ်ဆိုပြီးတော့မြတ်စွာဘုရားကအကုန်လုံးထောက်ပြတယ်အမတန်ရှည်လျားတဲ့သူ့ရဲ့ရှုပ်ဝဲချက်တွေကိုသူကမသိဘူးထင်တယ်မြတ်စွာဘုရားကအလွန်ရှည်လျားတဲ့သူ့ရဲ့ရှုပ်ဝဲချက်တွေကိုဖော်ထုတ်ပြီးကိုသူ့ကိုတတိယစိတ်တဲ့အခါကျတော့မှပကပြမကြီးကနောက်ဆုံးကြတော့မြတ်စွာဘုရားနဲ့တကူပြိုင်တဲ့အနေနဲ့မြတ်စွာဘုရားရဲ့အစွမ်းတတ္တိတွေကဘယ်လောက်ရှိသလဲဆိုတာ तू သိရမြတ်စွာဘုရားကို तू ပြောတယ်ရှင်ဂေါရမမမြင်အောင်ကျုပ်ပုံပြမယ်ပေါ့လေမြတ်စွာဘုရားကဲကြိုက်ရင်ပုံလို့ဆိုပုံတာဘယ်နေရာမှပုံလို့မရမြတ်စွာဘုရားကဘယ်နားမှာတူတူပုံတဲ့ကစားလို့ပေါ့နော်ဗြဟ္မာကြီးဘယ်နေရာရောက်ရောက်မြတ်စွာဘုရားထောက်ပြတယ်မင်းဘယ်နားမှာရှိတယ်ဆိုပြောတယ်နောက်ကြတော့မြတ်စွာဘုရားကကဲဒီခါတော့ငါအလှဲ့ငါပုံမယ်ပေါ့မြတ်စွာဘုရားကအလွန်သေးငယ်တဲ့မမြင်ရတော့တဲ့အနေအထားမျိုးလေးဖန်ဆင်းပြီးပုံတယ်ဆိုတာဒါရဟန်းဂေါရမပျောက်သွားတာပဲလို့ထင်ပါဆိုလို့အတန်လေးတော့ငါပြောထားမယ်ငါအတန်လေးတော့ရှိနေရမယ်ဆိုပြီးမြတ်စွာဘုရားကကဲငါယုတ်ခန္ဓာကိုယ်ကြီးမမြင်စေရဘူးဆိုပြီးပုံပြီးတဲ့အခါမှာဂါထာလေးတစ်ပုဒ်ရွတ်နေတာဘဝေဝါဟံဗယံဒိဋ္ဌဝဘဝံစဝိဘူဝေတိနာဘဝံနာဘိဝဒိန်ကိဉ္စီနန္ဒိဉ္စနဥပတိယေဆိုတဲ့ဂါထာလေးကိုရွတ်ဘာဖြစ်လို့တော့ဆိုရင်ရဟန်းဂေါရမကလုံးဝပျောက်ပြီးတော့တဏှာလစ်သွားပြီလို့ထင်ပါဆိုလို့ငါရှိနေတယ်ဒါပေမဲ့ငါ့ကိုမင်းတွေ့အောင်ရှာဆိုတွေ့အောင်ရှာလို့မရနော်အဲ့ဒါလို့တွေ့အောင်မရှာတယ်ဒီဂါထာကိုမန္တရားသမားတွေကကိုပြောက်ဂါထာဆိုပြီးအသုံးချနေတယ်ဒါရွတ်လို့တော့ပျောက်မယ်တော့မထင်ဘူးနော်ဒါရွတ်ထန်နဲ့တော့ပျောက်မယ်မထင်ဘူးမြတ်စွာဘုရားကပျောက်တာတကိုးတော်နဲ့ဖြောက်တာအဲ့ဒီမှာဘဝေဝါဟံဗယံဒိဋ္ဌဝါဆိုအတိပ္ပယ်ကဘဝကြီးရဲ့အပြစ်တွေကိုငါမြင်တယ်လို့ကြောက်เสียဘေးရန်တွေကိုငါမြင်တယ်ဘဝေဝါဟံဗယံဒိဋ္ဌဝါဘဝံစဝိဘဝေတိနာဘဝကင်းကြရာကိုရှားပွေကြတဲ့ယဟန္တာပုဂ္ဂိုလ်ရဲ့ဘုံဘဝကိုလည်းငါနားလေတယ်သူတို့ဘဝကိုလည်းနားလေ
ဘဝန္နာဘိဝတိန်ကိဉ္စီနန္တိန်စနာဥပါတိယေနှစ်သက်မှုဘဝနဲ့ပတ်သက်ပြီးနှစ်သက်မှုဆိုတဲ့အတွေ့အတာတွေငါလုံးဝမရှိတော့ဘူးလို့ဒီအဓိပ္ပာယ်ကိုပြောတာနော်အေးအဲ့ဒါလို့ဗျမနိမန္တနာတုတ်မှာဗြဟ္မာကြီးကနေပြီးတော့ကြိုးဆိုတယ်ဆိုတဲ့အကြောင်းအဲ့ဒီအကြောင်းကိုသေသေးချာချာစိစိဆက်ဆက်သိကြလို့ရှိရင်မစ္စည်းမနိကေမှာလာတဲ့ဗျမနိမန္တနာတုတ်ဆိုတာကိုဖတ်ကြည့်ပေါ့အဲ့ဒီဖတ်ကြည့်လို့ရှိရင်ဒီအကြောင်းအရာတွေသိမှာပဲအောင်ကြီး၈ပါးထဲမှာပါတဲ့ဗကဗြဟ္မာကြီးချွတ်ခန်းဆိုတာအဲ့ဒါပါပဲနောက်ဆုံးဗကဗြဟ္မာကြီးကသူ့ရဲ့တက်တန်းဟာအလွန်ရှည်ကြာလွန်းလို့ဒီနေသထာဝရလို့ထင်တာနောက်ဆုံးနေသထာဝရမဟုတ်ဘူးသူ့တက်တန်းရဲ့အကန့်အသတ်ကိုမြတ်စွာဘုရားကတိုင်းတာပြီးတော့ပြသည့်အတွက်ကြောင့်ဒီဘုံဘဝမရောက်ခင်ကဘယ်ဘုံမှာရောက်ခဲ့တယ်ဘယ်ဘုံကနေဘယ်ဘုံကူးလာခဲ့တယ်နေသထာဝရဆိုတာမဟုတ်ဘူးဒီဘုံကလည်းပဲသေအောင်မှာပဲဆိုတာတွေကိုပြလိုက်တာပေါ့အေးဒါကြောင့်မလို့ဒိဋ္ဌိဆိုတဲ့အယူမှားမှုကလည်းပဲနေရာတကာမှာစီးဝင်နေတာအလုံးအတွေးအာယုန်တွေအလုံးပေါ်မှာစီးဝင်နေလို့သူကလည်းပြင်းထန်တဲ့အာသဝတစ်ခုပဲဒိဋ္ဌိဆိုတဲ့အာသဝစီးဝင်နေသည့်အတွက်ကြောင့်ခေါဏကကြည့်မမြဲတာကြီးကိုမြဲတယ်လို့ဆိုပြီးတော့မာနတက်သွားတာပဲမာနတက်ပြီးတော့ရစ်မှုစေတတ်တာဟောဒီအယူအဆမှားရင်းနဲ့အမြင်တစ်ခုကလူတစ်ယောက်ကိုရစ်မှုစေတတ်လို့မထအာသဝလို့ဒီလိုခေါ်တာပါအေးနောက်တစ်ခုကတော့အဝိဇ္ဇာဆိုတဲ့မောဟအဲ့ဒီအဝိဇ္ဇာဆိုတဲ့မောဟရဲ့ဖုံးကွယ်မှုရဲ့နယ်ပယ်ကတော့အလွန်ကိုကျယ်ဝန်းပါလေတန်တရားထဲမှာကျင်လဲနေကြတဲ့ပုဂ္ဂိုလ်တွေဟာအမှန်တရား၄ချက်ကိုမသိအောင်ဘယ်သူကဖုံးလဲလို့ဆိုရင်အဝိဇ္ဇာကပဲဖုံးတယ်ဒုက္ခဆိုတာကိုမသိဘူးမသိတဲ့အခါကျတော့ဒုက္ခလို့ထင်တယ်ပေါ့ဒုက္ခသမုဒယကိုမသိဘူးမသိသည့်အတွက်ကြောင့်ဒုက္ခသမုဒယကိုဒုက္ခသမုဒယအနေနဲ့ထင်ကြတယ်ပေါ့ဒုက္ခនិရောဓကိုအမှန်မသိသည့်အတွက်ကြောင့်ဒုက္ခនិရောဓမဟုတ်တဲ့အရာတွေကိုဒုက္ခនិရောဓလို့ဒီလိုထင်ကြတယ်ပေါ့ဆိုပါစို့တကယ်ထာဝရငြိမ်းချမ်းတဲ့ဒီဘဝရဲ့အဆုံးထာဝရတည်မြဲတဲ့အရာမဟုတ်ဘဲနဲ့ခေါဏကထာဝရဒုက္ခတွေရဲ့ချုပ်ငြိမ်းရာလို့ဗြဟ္မဘုံကြီးကိုဗကဗြဟ္မာကြီးကထင်ခဲ့တယ်လေအဲ့တော့ဒုက္ခនិရောဓအစစ်မဟုတ်တာကိုသူဒုက္ခនិရောဓလို့သူထင်ခဲ့တာပဲအဲ့ဒါဘုသူရဲ့ဆွမ်းဆောင်ချက်တုံးဆိုအဝိဇ္ဇာရဲ့ဆွမ်းဆောင်ချက်တစ်ခုပဲအေးဒုက္ခនិရောဓဂ ामिनी ပฏิပဒါဆိုတဲ့ဟာကိုလည်းပဲမှန်ကန်စွာမသိသည့်အတွက်ကြောင့်မှားယွင်းတဲ့အကျင့်တွေကိုကျင့်ပြီးတော့ဒုက္ခនិရောဓသို့ရောက်အောင်ဆိုပြီးတော့ကြိုးပမ်းအားထုတ်နေကြတယ်တဲ့အေးအဝိဇ္ဇာတရားကအမှန်တရား၄ချက်ကိုဖုံးကွယ်ထားသည့်အတွက်ကြောင့်ဒုက္ခအစစ်ကိုမမြင်တော့ဒုက္ခလို့ထင်တယ်ဒုက္ခသမုဒယကိုမသိသည့်အတွက်ကြောင့်ဒုက္ခရဲ့အကြောင်းတရားလို့ထင်တယ်ဒုက္ခនិရောဓမဟုတ်တာကိုဒုက္ခនិရောဓလို့ထင်တယ်ဒုက္ခនិရောဓဂ ामिनी ပฏิပဒါအကျင့်တရားကိုမှားယွင်းစွာထင်တယ်အဲ့ဒါဒီလိုထင်မြင်နေအောင်အဝိဇ္ဇာကနေဖုံးကွယ်ထားတယ်နောက်ဖုံးကွယ်တာကဘာလဲလို့ဆိုရင်အတိတ်ကခန္ဓာနဲ့ပတ်သက်ပြီးတော့လည်းပဲဖုံးကွယ်တယ်အနာဂတ်ခန္ဓာနဲ့ပတ်သက်ပြီးတော့လည်းဖုံးကွယ်တယ်အတိတ်ခန္ဓာအနာဂတ်ခန္ဓာနှမျိုးလုံးကိုလည်းဖုံးကွယ်တယ်နောက်ဆုံးဒီအကြောင်းရှိရင်ဒီအကျိုးရှိမှာပဲဆိုတဲ့မှန်ကန်တဲ့အကြောင်းတရားတွေနဲ့ပတ်သက်တဲ့ဟောပြောထားတဲ့ပရိစ္ဆေသမုပ္ပါဒ်ဆိုတာကိုလည်းပဲဖုံးကွယ်တယ်တဲ့အဲ့ဒီဖုံးကွယ်မှု၈မျိုးနဲ့ဖုံးကွယ်ထားသည့်အတွက်ကြောင့်ဘုန်းကြီးတို့တွေဟာမှန်ကန်တဲ့လမ်းစာကိုရှာမတွေ့ပဲနဲ့ဖြစ်နေတယ်ပေါ့အမှန်မတွေ့တော့အမှားကိုပဲအမှန်လို့ထင်ပြီးတော့တန်တရားထဲမှာမျက်စိလဲနေကြတာပေါ့အဲ့တော့အမှားကိုမှန်းထင်းနေတဲ့အဝိဇ္ဇာတရားရဲ့ဒီစီးဝင်မှုဟာလည်းပဲတတ္တဝါတိုင်းမှာဖြစ်ပေါ်နေတာဖြစ်သောကြောင့်အလွန်ကိုကြီးကျယ်တဲ့စီးဝင်မှုကြီးတစ်ခုပဲတန်တရားမှာဘယ်တော့မှစပြီးဒီအဝိဇ္ဇာဖြစ်ပေါ်လာခဲ့တယ်ဆိုတာလည်းပြောလို့မရတော့အောင်အလွန်ရှည်ကြာခဲ့ပြီဟောဒီအဝိဇ္ဇာကိုအမိပြုပြီးတော့အားလုံးသောအထင်အမြင်အယူအဆဒီရစ်မှုမှန်သမျှဒီအဝိဇ္ဇာကိုအခြေခံပြီးတော့ဖြစ်တာဖြစ်တယ်ဒါကြောင့်မို့လို့ဒီအဝိဇ္ဇာဟာလည်းပဲအာတဝပဲတဲ့နေအမတန်ကျယ်ပြီးတော့စီးဝင်တတ်တယ်ရစ်မှုစေတတ်တယ်ကြာမြင့်စွာတန်တရားကစပြီးဘုန်းကြီးတို့ဘဝမှာဖြစ်ပေါ်လာခဲ့တယ်ဆိုတဲ့ဒီအကြောင်းတရားတွေကြောင့်အခုပြောခဲ့တဲ့တဏှာရဲ့သို့မဟုတ်လောဘရဲ့ဒိဋ္ဌိရဲ့အဝိမောဟရဲ့ဟောဒီတရား၃မျိုးဟာတတ္တဝါတွေရဲ့တဏ္ဍာကိုလွှမ်းမိုးပြီးတော့ကြီးဆုံးထားသည့်အတွက်ကြောင့်
အာယု၅ပါးကာမဂုဏ်တရားတွေပေါ်မှာလွှမ်းမိုးကြီးဆုံးရုံမှာမကစီးဝင်ပြီးတော့တန်တရားတစ်ခွင်ကကြာကျင်တိုင်းကြာလာခဲ့တဲ့တရားတွေဖြစ်သောကြောင့်သူတို့ကိုအာတဝလို့ခေါ်ပါတယ်အဲ့ဒီအာတဝတရားတွေကိုအလုံးကာမတဝကိုအနာဂါမိမဲ့နဲ့ဖယ်ရှားရမှာဖြစ်ပါတယ်ဘဝတဝကိုလည်းပဲဘဝတဝကိုအရတ္တမဲ့နဲ့ဖယ်ရှားရမှာဖြစ်ပါတယ်ဒိဋ္ဌာတဝကြတော့သောတပတ္တိမဲ့နဲ့ဖယ်ရှားတာဖြစ်ပါတယ်အဝိဇ္ဇာတဝကြတော့အရတ္တမဲ့နဲ့ဖယ်ရှားတာဖြစ်ပါတယ်အဲ့ဒီမဲ့၄ပါးနဲ့ဖယ်ရှားနိုင်မှသာလေဘုန်းကြီးတို့ရဲ့စိတ်ဟာအာတဝတရားတွေကလွတ်မြောက်သွားပြီးတော့ခုနလိုစီးဝင်မှုတွေကင်းပြီးတော့ဖြူစင်တန်ရှင်းတဲ့စိတ်ဓာတ်ဖြင့်အငြိမ့်တက်ကိုစီကိုငါရကြမှာဖြစ်ပါတယ်တဲ့နော်ဒါကြောင့်မို့ဒီအာတဝတရားတွေလွတ်မြောက်ဖို့ရာအတွက်ဘုန်းကြီးတို့တွေဟာဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့မဲ့၄ပါးဖို့၄ပါးဆိုတာကိုရရှိတဲ့အခါမှာအာတဝတရားတွေကလုံးဝကျွတ်လွတ်မှာဖြစ်တယ်လို့ကိုစီကိုကသဘောကျယုံကြည်ကြပြီးကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း